အခမ်းအနားစီစဉ်တဲ့အရာမော်ပြည်နယ်ကွန်ပျူတာလုပ်ငန်းရှင်များအသင်းဒုဥက္ကဋ္ဌဦးအောင်သိန်းမှအဖွဲ့နှုတ်ဆက်စကားပြောကြားပေးပါရန်လေးစားစွာဖြင့်စင်မြင့်ထပ်သို့ပန်ကြားအပ်ပါတယ်ရှင်အားလုံးမင်္ဂလာပါခင်ဗျာပထမဆုံးကြောက်လာတဲ့လုပ်ငန်းရှင်များZetatek ကုမ္ပဏီကပညာရှင်များအားလုံးမင်္ဂလာပါလို့မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ကာဝပြုနှုတ်ဆက်အပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နောင်သိမ်းမှာမွန်ပြည်နယ်ကုန်တဲ့စက်မှုတင်ရဲ့ဒုဥက္ကဋ္ဌဖြစ်ပါတယ်ခင်ဗျာဒီကနေ့Zetatekရဲ့ product တွေကိုမိတ်ဆက်တဲ့ပွဲမှာအခုလိုမျိုးစကားပြောခွင့်ရတဲ့အတွက်လည်းအင်မတန်မှကျေးဇူးတင်ပါတယ်ကျွန်တော်တို့တိုင်းပြည်မှာကမ္ဘာနဲ့တန်းတူရင်မောင်တန်းပြီးတော့သွားနိုင်လို့ဆိုလို့ရှိရင်ကျွန်တော်တွေကကမ္ဘာမှာရှိနေတဲ့နည်းပညာတွေနဲ့ကျွန်တော်ကအပြိုင်လိုက်မှာပဲဖြစ်မှာပါအခုဆိုရင်ဘယ်နေရာပဲတော့ကျွန်တော်တွေကနည်းပညာနဲ့ကိုကျွန်တော်ကရင်ဆိုင်နေရတယ်တွေ့ကြုံနေရတယ်လောက်ကန်နေရတယ်ပြီးတော့ကျွန်တော်တို့မွန်ပြည်နယ်မှာလည်းဒီလိုပါပဲလုပ်ငန်းတွေတော်တော်များများကတော့ကျွန်တော်ကမီယိုဖလာအနေထားနဲ့family မှာအကုန်လုံးစားဖို့ကြီးတွေပေါ့နော်လဲကြတယ်စီးရင်စရာတွေအဲ့ဒါလေးနဲ့ကျွန်တော်တို့အများကြီးလှုပ်ရှုပ်နေရတယ်နောက်ပြီးတော့စီးရင်ချုပ်တော့မယ်ဆိုလို့ရှိရင်နေမအိမ်ညမိတ်နော်အရင်တော့ကစကားနဲ့ပြောမှဆိုမူးခွာပဲခွာနေပေါ့နော်အခုဆိုလို့ရှိရင်တော့ယာနဲ့ခွာကြတာပေါ့နော်အဲ့တော့မှအပြိုင်တော်တော်လေးကိုကျွန်တော်ခက်ခဲတွေ့ကြပါပါဒီတော့နည်းပညာအနေနဲ့ကကျွန်တော်မြင်တာကတော့ family အစင်းနဲ့ကျွန်တော်သွားမယ်ဆိုလို့ရှိရင်ပြဿနာမရှိပေမဲ့ family အစင်းမှာလည်း generation နှစ်ခုသုံးခုလောက်ကျွန်တော်ဇက်တိုက်ရှင်တန်အောင်ကြီးထွားအောင်ဆိုလို့ရှိရင်ကျွန်တော်နည်းပြန်ပညာကိုဘယ်လို့မှတွတ်ထောင်လို့မရပါဘူးပစ္စည်းအဝင်တွေအထွက်တွေငွေအဝင်အထွက်တွေကုန်ပစ္စည်းအမှားစားတွေအများကြီးရှိပါတယ်ကုန်ပစ္စည်းစင်းစရာတွေ customer တွေအပ်တဲ့ပစ္စည်းလက်ကျန်ကိုယ်စီမှာရှိတဲ့ပစ္စည်းလက်ကျန်လောက်အခလာစားအများကြီးပါနောက် management နဲ့ invoice ပါအများကြီးရှိဦးမှာပါဒီတော့ကျွန်တော်တွေကဒီလိုမျိုးအင်မတန်မှအလင်းအနေနဲ့သွားနေတဲ့ခေတ်မှာကျွန်တော်တွေကဒါကိုမီလိုက်နိုင်လို့ဆိုလို့ရှိရင်ကျွန်တော်ပြည်နယ်မှာလည်းဒီလိုမျိုးနည်းပညာသုံးပြီးတော့ကုမ္ပဏီကိုလည်းဖတ်တဲ့စင်းစရာတွေလုပ်တဲ့အုပ်ချုပ်တဲ့ပညာတွေလိုအပ်နေမှာသိချပါပဲအခု Zetatek ကနေပြီးတော့ကျွန်တော်တို့စီမွန်ပြည်ကိုရောက်လာပြီးတော့ product နဲ့မိတ်ဆက်တယ်ကျွန်တော်တို့အမီးစမ်းခွင့်ပေးတဲ့အတွက်ကြောင့်လည်း Zetatek ကိုလည်းအမှန်မှကျေးဇူးတင်ပါတယ်ကျွန်တော်တို့တွေကလည်းကျွန်တော်တို့နေမှာဒီလိုမျိုး software တွေသုံးပြီးတော့ POS လိုပါမျိုးကုမ္ပဏီတစ်ခုလုံးကိုထိန်းချုပ်နိုင်တဲ့စင်စရာလုပ်နိုင်တဲ့ one click နဲ့တင်ကျွန်တော်တို့တွေရဲ့လိုချင်တဲ့အဖြေကိုရနိုင်တဲ့နည်းပညာကိုသုံးတဲ့ဒီလိုမျိုးနည်းပညာတွေကိုနောက်ဆိုလို့ရှိရင်လည်းZetatekကနေတော့ကျွန်တော်တို့အခွင့်အရေးရရင်အခွင့်အရေးရရင်လို့လာပြီးတော့မိတ်ဆက်ပေးဖို့လည်းဖိတ်ခေါ်ပါတယ်ကျွန်တော်တို့မွန်ပြည်နယ်ကိုရောက်လာပြီးတော့ခုလိုမျိုးတစ်ဖက်ကဆိုလို့ရှိရင်ကုမ္ပဏီတွေနဲ့ marketing လုပ်တာပါဒါပေမဲ့ဒီလိုမျိုး marketing လုပ်တဲ့ကုမ္ပဏီတွေကကျွန်တော်မွန်ပြည်နယ်အနေနဲ့ကျွန်တော်ဘယ်လိုပြန်မြင်တယ်လဲဆိုလို့ရှိရင်ကျွန်တော်မွန်ပြည်နယ်ရဲ့အကျိုးစီးပွားအတွက်ကိုတိုးတက်အောင်လာပြီးတော့သူတို့ရဲ့ product ကိုမိတ်ဆက်ပေးတယ်လို့ပဲကျွန်တော်မြင်ပါတယ်ဒါကြောင့်မို့လို့Zetatek ကုမ္ပဏီကလည်းနောက်ပိုင်းမှာဒါထက်မှတိုးတက်အောင်နေပါစေကျွန်တော်တို့တွေလည်းတစ်ဖက်က transform လုပ်နိုင်အောင်ကြိုးစားပါမယ်လို့ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာမြန်မာမှာ CEO ဦးကျော်သူထက်အားအဖွဲ့နှုတ်ဆက်စကားပြောကြားပေးပါရန်လေးစားစွာဖြင့်စင်မြင့်ထပ်သို့ပန်ကြားအပ်ပါတယ်ရှင်
ကဲ့ကြားလာတဲ့ဗီဒီယိုအားလုံးမင်္ဂလာပါဥက္ကဋ္ဌကြီးပြောရတာအရင်ကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျအရင်လည်းကောင်းပါတယ်ကျွန်တော်ကတော့ဒီဇက်တက်ကုမ္ပဏီရဲ့ CEO ကျော်စုတက်ဖြစ်ပါတယ်ကျွန်တော်ဒီမှာအဓိကပြောချင်တာကတော့ဒီခုလာပြီးတော့အချိန်ယူပြီးတော့လာပြီးတက်ရောက်ပြီးတော့ကျွန်တော်ဒီကနေအားလုံးကျေးဇူးများကြီးတင်ပါတယ်ဒီပွဲလေးတော့ရဲ့အကြောင်းရင်းကတော့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့ဒီမော်ဒယ်မှာရှိတဲ့လုပ်ငန်းရှင်တွေရဲ့ IT လိုအပ်ချက်တွေကိုကျွန်တော်တို့ကနေပြီးတော့ဘယ်လိုများပံ့ပိုးကူညီပေးလို့ရမလဲဆိုတာလည်းသိချင်တာရယ်ပြီးတော့ကျွန်တော်တို့ဆီမှာရှိတဲ့ဒီ Udo ERP software နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းလင်းပြချင်တာကျွန်တော်နော်အဓိကကတော့အဲ့ဒီအကြောင်းရင်းနဲ့ချက်နဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်အခုကျွန်တော်ဆက်ပြီးမိတ်ဆက်ပေးနေတာတော့ကျွန်တော်တို့စရတက်ကုမ္ပဏီရဲ့ Executive Director ကိုကျော်စီရပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျ။ကြောက်ပေးတဲ့လူကြီးမင်းအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ဒီလက်ရှိရာသီဥတုအခြေအနေအရာရောစိတ်ဝင်စားအချိန်ပေးပြီးတော့တက်ရောက်နေတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။အဓိကကတော့ကျွန်တော်တို့ CEO ကိုပြောသွားသလိုပေါ့နော်။ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ကတော့ဒီဆရာတို့ဥက္ကဋ္ဌတို့ပြောသွားသလိုပါပဲ။ marketing ဆင်းတာလည်းတစ်ပိုင်းပါသလိုပြီးတော့ဒီကျွန်တော်မြန်မာနိုင်ငံမှာအထူးသဖြင့်မျိုးဗလာလုပ်ငန်းတွေ family business traditional business လို့ခေါ်လို့ရတဲ့လုပ်ငန်းတွေကို digital transformation မှာလည်းကျွန်တော်တို့ ZTTech ကုမ္ပဏီအနေနဲ့တစ်စိတ်တစ်ပိုင်းပါဝင်ပြီးတော့မှကူညီနိုင်ဖို့လည်းပို့ပြီးတော့ရည်ရွယ်ပါတယ်ခင်ဗျဟုတ်အဲ့တော့ကျွန်တော်လောလောဆယ်အရင်ဆုံးပြောချင်တာကတော့ digital transformation ပေါ့နော်ကျွန်တော်တို့ဒီ digital transformation အကြောင်းလေးကိုလည်းကျွန်တော်အရင်ဆုံးမိတ်ဆက်ပြီးတော့ပြောပြချင်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ ZTTech ကုမ္ပဏီကနေပြီးတော့မှsupport လုပ်ပေးနိုင်တဲ့ service တွေ product တွေပေါ့နော်ဒီအကြောင်းလေးတွေနဲ့ Udo ERP အကြောင်းလေးတွေကိုလည်းကျွန်တော်ရှင်းပြချင်ပါတယ်ခင်ဗျဟုတ်လောလောဆယ်ဒီကတော့ကျွန်တော်မိတ်ဆက်ပေါ့နော်ကျွန်တော်ကတော့ကျော်တရားဖြစ်ပါတယ် Executive Director အနေနဲ့ဒီ ZTTech ကုမ္ပဏီမှာတာဝန်ယူပြီးတော့ဆောင်ရွက်နေတာဖြစ်ပါတယ်ခင်ဗျဟုတ်အခုလောလောဆယ်ကျွန်တော်ခုနကခေါင်းစဉ်လေးပြောလိုက်တယ်လို့ပေါ့နော်ကျွန်တော်တို့ဒီကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို digital transformation နဲ့ဘယ်လိုအားဖြည့်မလဲပေါ့အဲ့ဒါလေးကိုပဲကျွန်တော်အဓိကထားပြီးတော့ပြောပြချင်ပါတယ်ခင်ဗျအဓိကကတော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့လုပ်ငန်းတွေမှာကျွန်တော်တို့ family business လို့လည်းပြောလို့ရတယ် traditional အနေနဲ့လို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကစာရွက်စာတမ်းအနေနဲ့အချိန်ကုန်နေရာတွေလည်းရှိပါတယ်ခင်ဗျအဓိကကတော့ဒီစာရွက်စာတမ်းအနေနဲ့အချိန်ကုန်တဲ့အချိန်မှာပုံမှန်လုံရိုးလုံစင်မှာတော့အရင်မသိတာသေးပါဘူးဒါပေမဲ့ကိုကလုပ်ငန်းချဲ့ထွင်လာတဲ့အချိန်ကြီးလုပ်ငန်းကိုကျွန်တော်တို့တစ်ခါတလေကြာရင်ကိုအချိန်ကြီးအချိန်မပေးနိုင်မဲနဲ့ဒီလုပ်ငန်းကိုတည်တည်ငြိမ်ငြိမ်နဲ့ရှေ့ဆက်ပြီးတော့အဆင်ပြေပြေသွားနိုင်ဖို့အတွက်ရည်ရွယ်တဲ့အချိန်ဒီမှာဆိုရင်အခက်အခဲငယ်ငယ်လေးတွေစတင်ပြီးတော့တွေ့လာရတာကိုတွေ့ရပါလိမ့်မယ်ခင်ဗျအဓိကကတော့ကျွန်တော်တို့ပုံမှန်အဖြစ်အရင်ဆုံးပြောရမယ်ဆိုရင်တော့ကျွန်တော် manual record လို့ခေါ်တဲ့ခုနကျွန်တော်ပြောတဲ့ဒီ paper work တွေပေါ့နော်စာရွက်စာတမ်းတွေနဲ့လူတွေကလက်ရေးတွေနဲ့ဖြည့်ရတယ်အဲ့ချိန်ကျရင် voucher ဖွင့်တာတို့ဘာတို့ကအစားလက်ရေးတွေနဲ့ကျွန်တော်တို့ကစာရင်းမှတ်ကြတယ်အဲ့ဒီအနေထားမှာဆိုရင်ကျွန်တော်တို့ကထိရောက်မှုအားနည်းတဲ့ဟာကိုကျွန်တော်တို့ရေးရှိမှကြုံတွေ့လာရနိုင်ပါတယ်ဒါဒီလက်ရှိတက်ရောက်နေတဲ့လူကြီးမင်းတွေမှာဆိုရင်လည်းဒီပြဿနာမျိုးတွေကြုံတွေ့နေရတာလေးတွေရှိကောင်းရှိနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်လုပ်ငန်းကအချိန်ကြာလာတာနဲ့အများကိုမှမှတ်ထားရတဲ့မှတ်တမ်းမှတ်ရတွေကလည်းအများများလာနိုင်တယ်ပေါ့နော်အဲ့ဒီမှတ်တမ်းမှတ်ရတွေကိုကျွန်တော်တို့ကဒီစာရွက်စာတမ်းနဲ့မှတ်မယ်ဆိုရင်အချိန်ကြီးအများကြီးကုန်လာတယ်တဖြည်းဖြည်းနဲ့လူဝင်အားတွေထပ်မံပြီးတော့ဖြည့်တင်းလာနိုင်တယ်ဒါတွေလည်းကျွန်တော်တို့ကြုံတွေ့ရနိုင်ပါတယ်ပြီးတော့ကျွန်တော်တို့ real time data လို့ခေါ်ရတာပေါ့နော်အချိန်နဲ့တပြေးညီချက်ချင်းစရင်သိကျင်တယ်ဆိုရင်လည်းအခက်အခဲရှိလာတတ်ပါတယ်ဆိုကြပါစို့ကျွန်တော်တို့ဒီနေ့ရောင်းအားဘယ်လောက်ရှိလဲဆိုတော့မျိုးချက်ချင်းသိကျင်တာမျိုးအဲ့လိုမျိုးဆိုရင်အနည်းဆုံးတော့ကျွန်တော်တို့ကကိုယ့်ရဲ့ voucher စာရွက်တွေကိုတကယ်ချင်းစီလန်ပြီးပေါင်းရတဲ့ပြဿနာမျိုးလည်းဖြစ်လာနိုင်ပါတယ်မနေ့ကဘယ်လောက်ရောင်းခဲ့ရလဲပြီးရင်မနေ့ကဘာတွေဝယ်ခဲ့လဲဒါတွေကိုသိကျင်လဲစာရွက်တွေကိုကျွန်တော်ကပြန်လည်ရတတ်ပါတယ်အနည်းဆုံးကျွန်တော်တို့ကအဲ့ဒီအချိန်ကြီးကိုကုန်ရနိုင်တယ်မြန်မြန်ဆန်ဆန်ရကြရင်လူငယ်အားတစ်ယောက်ထပ်မကကျွန်တော်တို့ထပ်ပြီးတော့လည်းဖြည့်လာရနိုင်ပါတယ်အဲ့တော့ဒီຢာတွေကကျွန်တော်တို့ရဲ့ manual workload တွေပေါ့ပြီးတော့နောက်တစ်ခုကတော့ limit
market reach ပေါ့နော်ဆိုလိုတာကတော့ကျွန်တော်တို့ဈေးကွက်ချက်တင်တဲ့အချိန်မှာကိုယ့်ရဲ့ data ကအချိန်ကြီးမသိနိုင်ဘူးဆိုရင်လည်းဒီဟာအားနည်းချက်တစ်ခုလည်းဖြစ်လာနိုင်ပါတယ်အဓိကကတော့ကျွန်တော်တို့ကိုယ့် data ကဥပမာကိုဘာတွေကအကြောင်းရတာအကောင်းဆုံးဖြစ်နေလဲဆိုတော့ချက်ချင်းမသိနိုင်တော့ဆိုကြပါစို့ကျွန်တော်တို့ကကိုယ်မှာဆိုင်တစ်ဆိုင်ဖွင့်ထားတယ်ဒီမှာပစ္စည်း10မျိုးတင်ထားတယ်အဲ့10မျိုးမှာဘယ်ပစ္စည်းကရောင်းအကောင်းဆုံးလဲဆိုတာကိုလည်း paper work နဲ့ဆိုရင်အချိန်ကြီးသိနိုင်ကြီးအားနည်းသွားတယ်အဲ့ချိန်ကြောင့်မို့လို့ဈေးကွက်ချက်တင်မှုမှာလည်းကျွန်တော်တို့ကနောက်ကျတတ်ပါတယ်ဒါကတော့ကျွန်တော်တို့လက်ရှိ manual သုံးနေတဲ့အပိုင်းလေးတွေပေါ့နော်နောက်တစ်ခုကတော့အောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော် highlight လုပ်ပေးထားတာကြီးပါတယ်တခါတလေကိုကလုပ်ငန်းရှင်အနေနဲ့management position အနေနဲ့ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ကလက်ရှိပိုင်ရှင်အနေနဲ့ဆိုရင်လည်းတစ်ချိန်လုံးဆိုင်မှာပဲထိုင်နေလို့မရဘူးခင်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီတိုးတက်နေတဲ့ခေတ်ထဲမှာဆိုရင်ကျွန်တော်တို့ကအချိန်နဲ့တပြေးညီထွက်ပေါနေရတယ်ခရီးတွေသွားနေရတယ်လုပ်ငန်းချက်တွေကိုလူတွေနဲ့တွေ့နေရတယ်အဲ့လိုအနေအထားမျိုးမှာကိုယ့်ရဲ့နောက်ွယ်မှာ run နေတဲ့ business ပေါ့နော်ဒီသွားနေတဲ့လုပ်ငန်းတွေမှာစိတ်ချရမှုဒါမှမဟုတ်ရင်အချိန်ကြီးသိနိုင်တဲ့ data ဒါတွေအားနည်းသွားပြီဆိုရင်ကျွန်တော်တို့က remote လို့ခေါ်ရတာပေါ့နော်အဝေးကနေလမ်းပြီးတော့မှဒါတွေကိုလမ်းထိန်းချုပ်ဖို့ကိုယ့်ရဲ့ဝန်ထမ်းတွေရဲ့ယုံကြည်စိတ်ချရမှုအစရှိသဖြင့်ဒါတွေအကုန်လုံးရဲ့အခက်အခဲတွေဖြစ်လာနိုင်ပါတယ်အဲ့တော့ဒါတွေကိုကျွန်တော်တို့က digital transformation လို့ခေါ်တဲ့ကျွန်တော်တို့ digitalize အနေနဲ့ကျွန်တော်တို့ပြောင်းလာမယ်ဆိုရင်ဘာတွေကောင်းကျိုးဖြစ်သွားနိုင်မလဲအဓိကကတော့ကျွန်တော်တို့ပြောချင်တဲ့အချက်ကတော့ ပြောချင်တဲ့အချက်ကတော့ကျွန်တော်တို့ digital transformation လို့ပြောလိုက်တယ်ဆိုရင်တခါတလေရမန်ရန်ကာမှာဆိုရင်လူချင်းမျိုးစိတ်ထဲမှာဒီ digital transformation လုပ်လိုက်တဲ့အတွက်ကိုယ့်ရဲ့လက်ရှိလုပ်ငန်းရောထိခိုက်သွားမလားဒါမှမဟုတ်ရင်လက်ရှိလုပ်နေတဲ့လူတွေနဲ့ရောအဆင်ပြေပါမလားကွန်ပျူတာလုံးဝကျွမ်းကျင်တဲ့လူတွေတက်ထည့်ဖို့လိုတာလားဒါတွေကိုလည်းကျွန်တော်တို့ကပြန်ပြီးတော့ဆုံးဖြတ်ချက်တူဝေစီတာတွေလည်းဖြစ်တတ်ပါတယ်အဓိကကတော့ကျွန်တော်တို့ကဒီ digital transform ဆိုတဲ့သဘောတရားကကျွန်တော်တို့ကဒီ manual work လုပ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ traditional business ကိုကျွန်တော်တို့က replace လုပ်တာမဟုတ်ဘူးပေါ့နော်အစားထိုးတာမဟုတ်ဘူးသူ့ကိုအားဖြည့်တာလို့ပဲကျွန်တော်တို့ကပြန်ပြီးတော့သုံးနှုန်းကြပါတယ်အဓိကတော့ကိုလက်ရှိလုပ်နေတဲ့အလုပ်ကိုပဲပိုကောင်းအောင်အားဖြည့်တဲ့သဘောပဲပေါ့နော်အဓိကကတော့ကျွန်တော်တို့ပို့ပြီးတော့ဘယ်လိုကောင်းအောင်လုပ်မလဲနောက်တစ်ခုကတော့ကျွန်တော်တို့ခုနလိုပဲစိုးရိမ်စိတ်လိုမျိုးပေါ့နော်ကိုယ့်ရဲ့ဝန်ထမ်းတွေကိုကွန်ပျူတာကျွမ်းကျင်ဖြစ်မှလားကျွမ်းကျင်တဲ့သူတွေနဲ့ပြောင်းလဲရမလားဆိုတာမျိုးလည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့အခုလက်ရှိပြီးရင်ကျွန်တော်ထပ်ပြီးမိတ်ဆက်ပေးမယ် Odoo ERP မှာဆိုရင်လည်းကိုကျွမ်းကျင်တဲ့ဝန်ထမ်းကိုကွန်ပျူတာအခြေခံသိရုံလောက်နဲ့ဒီ system ကိုဆက်သုံးလို့ရအောင်မှာကျွန်တော်တို့ကလွယ်ကူတဲ့ system ဖြစ်အောင်လည်းလုပ်ထားပြီးသားဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီ system ကိုသုံးခြင်းအပြင်ကျွန်တော်တို့ဒီ digital transform လုပ်လို့ရတယ်အဓိက digital transform လို့ပြောလိုက်ရင်လည်းတစ်ခါလေကြာရင်ကျွန်တော်တို့က Excel သုံးတယ်ဒါမှမဟုတ်ရင် Facebook page တွေထောင်ထားတယ်ဒါဆိုရင်ကိုယ့်လုပ်ငန်းက digital ပေါ်ရောက်နေပြီလို့လည်းထင်နေပါတယ်ဒါကလည်းတစ်စိတ်တစ်ပိုင်းတော့ရောက်နေပါတယ်ဒါပေမဲ့အဲ့ထက်ပိုပြီးတော့ကြော်လို့ပြီးတော့ကျွန်တော်တို့ကြည့်ရမယ်ပေါ့နော်အဓိကတော့ကိုယ့်လုပ်ငန်းကိုထိရောက်မဲ့ tools တွေပေါ့နော်ဆိုလိုတာတော့ခုနကလိုပဲ product တွေလုပ်ငန်းကိုတကယ်ထိရောက်မဲ့software တွေဒါတွေကိုကျွန်တော်တို့သုံးဖို့လိုအပ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ Odoo ERP တို့ sales တို့အစရှိသဖြင့်ပေါ့နော်ဒါတွေကိုကျွန်တော်တို့က software အမျိုးမျိုးကျွန်တော်တို့သုံးလို့ရပါတယ်အဓိကကတော့ဒီ digital transformation လို့ပြောတဲ့အချိန်မှာဒီ tools တွေကိုသုံးရုံနဲ့လည်းမဟုတ်သေးပါဘူးခင်ဗျအဓိကတော့ကျွန်တော်တို့ကအတွေးခေါ်အသစ်ကိုစတင်တယ်လို့လည်းကျွန်တော်တို့ပြောလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ tools တွေကိုသုံးလိုက်တာနဲ့ကျွန်တော်တို့ကအမြဲတမ်းအောင်မြင်တယ်လို့လည်းပြောလို့ရပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ tools တွေကိုသုံးခြင်းအပြင်အကျိုးရှိတာတော့မှန်ပါတယ်ဒါပေမဲ့ဒီ tools တွေကိုထိထိရောက်သုံးလို့ဆိုရင်ကျွန်တော်တို့မှာသုံးဖလှယ်collaboration လို့ခေါ်တဲ့ပူးပေါင်းလုပ်ဆောင်မှုလည်းအားကောင်းအောင်ဖြစ်ပါလိမ့်ခင်ဗျအဲ့တော့ကျွန်တော်တို့ပြောချင်တဲ့အချက်ကတော့သုံးဖလှယ်လို့ကျွန်တော်ခုနပြောလိုက်တဲ့အထဲမှာဆိုရင်ကျွန်တော် business owner လို့ခေါ်တဲ့ဒီပိုင်ရှင်ကြီးပေါ့နော်ဒါမှမဟုတ်ရင်စီမံခန့်ခွဲမှုအဓိကလုပ်နေတဲ့ manager တွေဒါတွေကလည်းအဓိကပါဝင်ပါတယ်နောက်တစ်ခုကတော့တကယ်သုံးမဲ့ user တွေလို့ပြောလိုက်ရင်ဝန်ထမ်းတွေကိုလည်းကျွန်တော်တို့ဆိုလိုပါတယ်ကျွန်တော်တို့ဥပမာအဖြစ်အယောင်းဝန်ထမ်းအယောင်း manager အစရှိတဲ့သူတွေပေါ့နော်ပြီးရင်ဒီလုပ်ငန်းရဲ့ပိုင်ရှင်တွေပြီးရင်ကျွန်တော်တို့ဒီ software ကို support လုပ်ပေးမဲ့ provider တွေဒီသုံးမလဲဒီအောင်မြင်တဲ့ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင်လည်းဒီ digital transformation ကအောင်မြင်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီ digital transformation တခုအောင်မြင်ဖို့အတွက်ဆိုရင်လက်ရှိကျွန်တော်ပြောလိုက်တဲ့ပုံကိုသုံးကလေးကတော့ပူးပေါင်းပါဝင်ဖို့လိုပါတယ်ခင်ဗျဒါကတော့ကျွန်တော်သိထားတဲ့ knowledge လေးကိုကျွန်တော်
တော် sharing လုပ်ရတဲ့လူကြီးမျိုးကိုတင်ပြပေးတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီ digital transformation လုပ်မဲ့အချိန်ဒီမှာဆိုရင်ကျွန်တော်တို့ကဘယ် tools တွေကိုသုံးနေလဲဘာတွေကိုလုပ်သင့်လဲပေါ့နော်အဲ့လိုမျိုးလေးတွေကိုလည်းကျွန်တော်ဆက်ပြီးပြောပြပါမယ်အဓိကတော့ကျွန်တော်တို့အခုဒီနေ့မိတ်ဆက်တဲ့ဟာမှာဆိုရင်လည်းကျွန်တော်တို့ company ရဲ့ product တွေရှိတဲ့အထက်ကနေပြီးတော့မှ Odoo ERP ကိုလည်းအဓိကအဖြစ်ပြောသွားမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်နည်းနည်းလေး Odoo ERP အကြောင်းလေးကိုအကြံဉာဏ်လေးပြောတဲ့သဘောပါ Odoo ERP ကတော့သူက Belgian နိုင်ငံရဲ့ software ဖြစ်ပါတယ်တကမ္ဘာလုံးမှာဆိုရင်သူကရုံးခွဲပေါင်း19ရုံးရှိနေပြီဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့အဓိကတော့ဟောင်ကောင်ရုံးခွဲနဲ့အလုပ်တွဲလုပ်နေရတာဖြစ်ပါတယ်ခင်ဗျအဲ့တော့သူတကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်ဒီ user Odoo ကိုအသုံးပြုနေတဲ့ user 13 million ပေါ့နော်73သန်းကျော်ရှိနေပါပြီခင်ဗျပြီးတော့ဒီ Odoo ကိုအသုံးပြုနေတဲ့တကမ္ဘာလုံးရဲ့ customer တချို့ကိုလည်းလူသိများတဲ့ customer လေးတွေကိုလည်းကျွန်တော်တို့ဒီဘက်မှာ Odoo ဘက်ကနေတင်ပြပေးတာရှိပါတယ်ဥပမာ Grab တို့ကျွန်တော်တို့ Food Panda တို့ AEON တို့ဆိုရင်လည်းမြန်မာနိုင်ငံနဲ့ညီဆက်တဲ့ brand တွေလို့လည်းပြောလို့ရပါတယ် Heineken တို့ PTT တို့အစရှိသဖြင့်ပေါ့နော်ဒါတွေက Odoo ERP system ကိုကျွန်တော်တို့သုံးနေတဲ့သူတွေဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီ Odoo ERP system ကိုကျွန်တော်တို့Zetatek company ကလည်းကျွန်တော်တို့ provide လုပ်ပေးထားတဲ့ customer တွေရှိပါတယ်ခင်ဗျအဲ့တော့အဲ့ customer တွေကိုကျွန်တော်တို့ industry လေးတွေအလိုက်ကျွန်တော်တို့ခွဲထုတ်ထားပေးပါတယ်အဓိကတော့ logistics တို့ trading တို့ပေါ့နော်ဒီလိုလုပ်ငန်းတွေမှာဆိုရင်ကျွန်တော်တို့ဒီDewar Pay and War ပြီးရင် Kayo Zanaka အစရှိသဖြင့် trading လုပ်ငန်းတွေလုပ်နေတဲ့ company တွေကလည်းကျွန်တော်တို့သုံးနေပါတယ်ပြီးရင် Man Price လိုမျိုး Carry Logistics လိုမျိုး logistics လုပ်ငန်းကြီးတွေကလည်းကျွန်တော်တို့သုံးနေပါတယ်ခင်ဗျပြီးရင်တော့ manufacturing နဲ့ wholesale ဘိုင်းဆိုရင်လည်းမိုးသစ္စာမျိုးဆိုရင်လည်းဒါသူကစေဝါပစ္စည်းကို wholesale ရောင်းနေတာပေါ့နော်ပြီးရင်ကျွန်တော်တို့Melbourne ပြီးတော့ Mahalingte ဆိုရင်လည်းကျွန်တော်တို့ကဒီလေတကားတွေအလူမီနီယံတကားတွေကိုတနိုင်ငံလုံးမှာဆိုင်ခွဲပေါင်း60နီးပါးလောက်ရှိပါတယ်ခင်ဗျသူတို့ဆိုရင်လည်းပြီးရင် ST Global တို့ပြီးတော့ retail နဲ့ e-commerce ဆိုရင်လည်း BKB ဆိုရင်လည်းကလေးပစ္စည်းဆိုင်အစရှိသဖြင့်ပေါ့နော်ဒီ industry တွေမှာလည်းကျွန်တော်တို့Odoo ERP ကိုသုံးနေပါတယ်ကျွန်တော်တို့ Zetatek company ကနေမှသူတို့ကိုကျွန်တော်တို့ provide လုပ်ပေးထားပါတယ်ခင်ဗျပြီးတော့ဒီ service နဲ့ပတ်သက်ပြီးတော့ဆိုရင်လည်း AMS တို့ Diamond တို့ပြီးရင် Highsun Education တို့ဒါတွေဆိုရင်လည်းသူတို့ကမြန်မာနိုင်ငံမှာရုံးခွဲတွေဖွင့်ထားတယ်ကျောင်းခွဲတွေ Highsun Education ဆိုရင်လည်းဒီ model မှာလည်းကျောင်းခွဲရှိတယ်လို့လည်းသိထားပါတယ်ခင်ဗျဟုတ်ဒါကျွန်တော်တို့ Zetatek company ကနေပြီးတော့မှsupport လုပ်ပေးနေတဲ့ Odoo company တွေOdoo ERP ကိုအသုံးပြုနေတဲ့ company တွေဖြစ်ပါတယ်ခင်ဗျဟုတ်အဲ့တော့ Odoo ERP system လေးကိုဒါကျွန်တော်တို့ကအကြံဉာဏ်လေးကျွန်တော်အရင်ဆုံးပြောပြပေးထားတာပါခင်ဗျအဲ့တော့ Odoo ERP system မှာကျွန်တော်တို့ကသူအရင်ဆုံးပြောထားသလိုပဲ meet all business need ပေါ့နော်ဆိုလိုတာကိုလုပ်ငန်းနဲ့ကိုက်ညီမဲ့အားလုံးကိုဒီ system ပေါ်မှာသုံးလို့ရတယ်လို့ပြောလိုက်ချင်တာပေါ့နော်အဓိကကတော့ကျွန်တော်တို့တချို့လူကြီးမင်းတို့ထဲမှာဆိုရင်လည်း software တချို့တလေသုံးထားတဲ့သူတွေလည်းရှိကောင်းရှိနိုင်ပါတယ်သူတို့ဆိုရင်လည်းနီးစပ်တဲ့ software တွေကိုသိထားတာတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဥပမာအဖြစ် accounting software သိတတ်ဆိုရင် QuickBooks တို့ပြီးရင် Mr. Accounting တို့အစရှိတဲ့တချို့ဆိုရင်လည်း iStock လိုမျိုးဒါမျိုးတွေသုံးနေရတယ်လည်းရှိပါတယ်ပြီးတော့ inventory နဲ့ပတ်သက်ပြီးတော့မှသိတတ်သုံးနေရတယ်လည်းရှိပါတယ်အဓိကတော့ software တစ်ခုခုသုံးလိုက်တယ်ဆိုရင် digital အနေနဲ့ကိုယ့်လုပ်ငန်းကိုအားဖြည့်တာမှန်ပါတယ်ဒါပေမဲ့လုပ်ငန်းကြီးထွားလာတာနဲ့အမျှ software တွေကိုတစ်ခုချင်းစီလိုက်သုံးလိုက်မယ်ဆိုရင်ကျွန်တော်တို့ကကိုယ်လိုချင်တဲ့ report ကိုတစ်ခုတည်းတနေရာထဲမှာရဖို့ပြန်ခက်ခဲသွားတတ်ပါတယ်အဲ့တော့ကျတော့ကျွန်တော်တို့ကအစကနေကကိုလိုချင်တာအားလုံးကိုတစုတစည်းလေးပေးနိုင်မဲ့ software တစ်ခုအနေနဲ့စပြီးတော့စဉ်းစားတာမျိုးကပိုကောင်းတယ်လို့လည်းပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ Odoo ERP ပြီးကျွန်တော်တို့ခုနပြောလိုက်တယ်လို့ပဲအယောင်းပိုင်းနဲ့ပတ်သက်တဲ့ဟာဆိုရင်လည်းရှိတယ်အဝယ်တို့အတူ logistics လိုမျိုးပေါ့နော်အဝယ်တွေ inventory control လုပ်တာတွေပြီးရင်နောက်ဆုံး financial လို့ခေါ်တဲ့ကိုယ့်ရဲ့အရှုံးမြတ်စာရင်းတွေအပါအဝင်အကုန်လုံးကိုပါထိန်းချုပ်လို့ရတဲ့ all in one solution တို့ကိုကျွန်တော်တို့ကကြွေးကြော်ထားတဲ့software တစ်ခုလည်းဖြစ်ပါတယ်သူ့မှာ HR နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ဝန်ထမ်းနဲ့ပတ်သက်တဲ့ control လုပ်တဲ့အပိုင်းတွေဒီမှာပါဝင်ပြီးသားဖြစ်ပါတယ်ခင်ဗျအဲ့ဒါကြောင့်သူက all in one လို့လည်းပြောတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Odoo ERP အကြောင်းလေးကိုအကြံဉာဏ်လေးကျွန်တော်မိတ်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျပြီးရင်ကျွန်တော်တို့အခမ်းအနားအစီအစဉ်အရာ coffee break နဲ့ပြီးတဲ့အချိန်မှာလည်းကျွန်တော် system လေးကိုလည်းအသုံးပြုပြီးတော့လူချင်းမျိုးကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့အကြမ်းမြင်အားဖြင့်ဆိုရင်လည်းကျွန်တော်တို့က Odoo ERP ဒီသူက industry အားလုံးလောက်ကိုသူကsupport လုပ်ပေးနိုင်တယ်အဲ့ဒီထဲမှာကျွန်တော်တို့ကဒီမှာနမူနာလေးကျွန်တော်ဆွဲထုတ်ပြပေးထားတာပေါ့ခင်ဗျ trading company လိုမျိုး
trading လုပ်တဲ့ company လိုမျိုးဆိုရင်သူ့ရဲ့ workflow ဆိုရင်လည်းဒါအားလုံးလူချင်းမျိုးတို့စီးပွားရေးလုပ်ငန်းရှင်များဆိုရင်လည်းတည်ပြီးသားဖြစ်ပါတယ်ဘာလဲဆိုတော့ကျွန်တော်တို့ကပစ္စည်းတွေဝယ်မယ်အဲ့ပစ္စည်းတွေကိုကိုယ့်ရဲ့ကိုယ်တော်ထဲမှာထိန်းသိမ်းဖို့အတွက်ကိုယ်တော် management လုပ်တယ်ပြီးရင်ကျွန်တော်တို့ကကိုယ့်ရဲ့ customer တွေစီကိုရောင်းချမယ်ပြီးတော့ကိုယ့် customer တွေကို invoice ဖွင့်မယ်ဆိုတော့အကျွေးရောင်းတယ်လက်ငင်းရောင်းတယ်အစရှိတဲ့ဒါမျိုးတွေကိုကျွန်တော်တို့ကလုပ်လို့ရပါတယ်အဲ့ဒါတွေအကုန်လုံးကို ODE ရပြီးထဲမှာဒီ software တစ်ခုထဲမှာထိန်းချုပ်လို့ရတယ်ဆိုတော့နဲ့ကျွန်တော်တို့တင်ပြပေးတာဖြစ်ပါတယ်ဆိုလိုတာတော့အောက်ကကျွန်တော်တို့ကအကြံပေးထားတဲ့ app ဆိုရင်သူက Odoo ကကျွန်တော်ခုနကတော့ပြသွားတဲ့ slide ရဆိုရင်သူ့မှာapplication လို့ခေါ်တဲ့ app တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီ app တွေထဲမှာတချို့ကိုလုပ်ငန်းနဲ့ကိုင်နေတဲ့ app တွေကိုရွေးချယ်ပြီးတော့သုံးလို့ရတယ်ဆိုတော့ဒီပြောပြထားတာဖြစ်ပါတယ်ခင်ဗျာဆိုလိုတာကတော့ကိုဒီ trading လုပ်ငန်းအတွက်ဆိုရင်ဒီ app တွေလို့လည်းအစရှိဖြစ်ပေါ့နော်ကိုလုပ်ငန်းတိုးချဲ့တယ်လို့နောက်ထပ် application တွေထပ်တိုးပြီးတော့လည်းကျွန်တော်တို့ကအသုံးပြုလို့ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့က Odoo ERP ကဒီလို simple flow တွေမကပါဘူးနောက်တစ်ခုဆိုရင်လည်းကျွန်တော်တို့ manufacturing industry လိုမျိုးကျွန်တော်တို့ production and ထုတ်လုပ်ရေးလုပ်ငန်းလိုမျိုးဆိုရင်လည်းဒါကျွန်တော်တို့ကရှုပ်ထွေးတဲ့လုပ်ငန်းစဉ်လို့လည်းပြောလို့ရပါတယ်ဒီလိုရှုပ်ထွေးတဲ့လုပ်ငန်းစဉ်ကိုလည်း Odoo ERP system ကနေပြီးတော့မှ provide လုပ်ပေးနိုင်ပါတယ်ခင်ဗျာဆိုလိုတာကတော့ကျွန်တော်တို့ကကုန်ကျန်းတွေကိုဝယ်မယ်ပြည်ပြီဆိုရင်ဒီပစ္စည်းတွေကိုလက်ခံမယ်ပြည်ပြီဆိုရင်ကျွန်တော်တို့ production လုပ်မယ်ပြီးတော့ကိုယ့်ရဲ့ customer တွေစီကိုရောင်းမယ်ပြီးရင် delivery ပို့မယ်နောက်ဆုံး invoice ဖွင့်တယ်ဒါမျိုးတွေအစားပေါ့နော်ပြီးတော့ဒါတွေကကျွန်တော်တို့ကကိုယ့်ရဲ့အရှုံးမြတ်စရင်းတွေအထိကိုပါချိတ်ဆက်ထားပြီးသားဖြစ်တဲ့လုပ်ငန်းစဉ်တွေဖြစ်ပါတယ်ခင်ဗျအဲ့တော့အဲ့ဒါတွေဆိုရင်လည်းကျွန်တော်တို့ကခုနကလိုဘာ app တွေသုံးနေလဲဘာ application တွေသုံးနေလဲဆိုတာကိုလည်းကျွန်တော်တို့ပြောပြထားတာဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ sales purchase inventory manufacturing ကိုထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့အတွက် quality control ကအစားဒီ system တွေကနေသုံးလို့ရတယ်ကိုထုတ်လုပ်ထားတဲ့ပစ္စည်းတစ်ခုဒီ quality pass ဖြစ်တာလား fail ဖြစ်သွားတာလားဆိုလိုတာကတော့ damage တွေဖြစ်သွားတာလားဒါတွေအကုန်လုံးကိုပါကျွန်တော်တို့က system တစ်ခုတည်းနဲ့ထိန်းချုပ်ပြီးတော့ပြောသွားလို့ရပါတယ်ခင်ဗျအဲ့တော့ဒီ Odoo ERP ကိုမိတ်ဆက်ပြီးတော့မှ digital transformation လေးအကြောင်းကိုပြောပြရဲဆိုတာလည်းလူချင်းမျိုးလုပ်ငန်းနဲ့ကိုက်ညီတဲ့ကိုယ်နဲ့ကိုက်ညီတဲ့အချက်အလက်တွေကိုယ်နဲ့ကိုက်ညီတဲ့ application တွေကိုပါတည်တံ့စီကျွန်တော်တို့ကရွေးချယ်ပြီးတော့အသုံးပြုလို့ရတယ် all in one အားလုံးကိုပါပေါင်းအောင်အသုံးပြုလို့ရတယ်ဆိုတာကိုလည်းကျွန်တော်တို့ကအားသာချက်အနေနဲ့ထည့်ပြီးတော့ပြောပြခြင်းဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ Zettel company ကတော့ကျွန်တော်တို့ဒီ IT နဲ့ပတ်သက်တဲ့ solution တွေကို provide လုပ်ပေးနေတာဖြစ်ပါတယ်ဒီ Odoo ERP system ပြီးရင် customization နဲ့ပတ်သက်ပြီးတော့မှဆိုတော့လူကြီးမတို့ရဲ့လုပ်ငန်းနဲ့ကိုက်ညီအောင်ဒီ ERP system ကိုလည်းကျွန်တော်တို့ကပြုပြင်ထိန်းသိမ်းပေးတဲ့လုပ်ငန်းတွေကိုပါဆက်ပြီးတော့ကျွန်တော်တို့က support လုပ်နေတာလည်းဖြစ်ပါတယ်ခင်ဗျပြီးပြီဆိုရင်ကျွန်တော်တို့ mobile application တွေကိုလည်းကျွန်တော်တို့ company ကနေ develop လုပ်ပေးပါတယ်ပြီးတော့ cloud solution ကိုခေါ်တဲ့ကျွန်တော်တို့ဒီကိုယ့်ရဲ့ storage တွေကိုလည်းဆက်ပြီးတော့ provide လုပ်ပေးနေတာဖြစ်ပါတယ်ခင်ဗျအဲ့တော့လက်ရှိကတော့ကျွန်တော်တင်ပြခြင်းတဲ့အပိုင်းလေးကိုဒီမှာရန်နာပြီးတော့ cloud နဲ့ပတ်သက်ပြီးတော့မှတင်ပြပြီးတော့ကျွန်တော်တို့ရဲ့ IT director ဦးဝင်းကိုဖိတ်ခေါ်ချင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်အခုပွဲကိုကြောက်ပေးလို့ခြင်းများအားလုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကျွန်တော်ကတော့အခုဒီစရာကပြောပြပေးတယ် cloud ပိုင်းနဲ့ပတ်သက်ပြီးတော့နော်ဆွေးနွေးများဝင်တဲ့အပိုင်းလေးရှိတင်ပြပြစီပေါ့နော်ကျွန်တော် cloud solutions အပိုင်းနဲ့ပတ်သက်ပြီးတော့slide ချက်လေးဆွေးနွေးပြီးတော့ပြချင်ပါတယ်ဟုတ်ပထမအနေနဲ့ကျွန်တော်ကတော့မိကိုပြပါတယ်ဒီစကားတဲ့ဒီ director တွေလည်းရှိတောင်းရင်ပြီးလို့ဆောင်နေပြပါတယ်ဗျဟုတ်ကျွန်တော်တို့ဒီ cloud အပိုင်းကိုပေါ့နော်ဒီဆွေးနွေးကြကျွန်တော်တို့ဒီ infrastructure နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးခြင်းတဲ့အပိုင်းရှိပါတယ်ဗျခုနကိုကျော်စရာပြောခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီ Odoo ERP ဖြစ်စေကျွန်တော်တို့ mobile application ဖြစ်စေကျွန်တော် software development ဖြစ်စေကျွန်တော်တို့အသုံးချရမယ့် stage ရောက်နေမှာကျွန်တော် development stage ကနေစပြီးတော့ဒီ software ကို hosting လုပ်မဲ့ infrastructure ကနေကျွန်တော်တို့ဖြစ်နေရေးကြီးတဲ့အခန်းကဏ္ဍနေပြီးတော့ကျွန်တော်စဉ်းစားမယ့်အပိုင်းတွေရှိပါတယ်ဗျဆိုတော့ဒီရခင်ကျွန်တော်တို့ cloud computing အပိုင်းကိုပြောနေတော့ transition နဲ့ infrastructure နေပြီးတော့ကျွန်တော်တို့လည်းစပြီးတော့ဆွေးနွေးခြင်းနဲ့ရှိတယ်ဟုတ်ကျွန်တော်တို့ဒီ infrastructure တခုဟိုစပြီးတော့ set up လုပ်နေဆိုကျွန်တော် physical infrastructure ဆိုကျွန်တော်တို့ physical hardware တွေကနေပြီးတော့စပြီးတော့ကျွန်တော်တို့ဒီ wire process တွေကနေစပြီးတော့ဆောင်းတာဟိုရှိပါတယ်ဥပမာကျွန်တော်တို့ဒီ server data center လိုမျိုးကျွန်တော်တို့ computer personal computer အသေးလိုမျိုးပဲကျွန်တော်တို့စပြီးစဉ်းစားကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီ
casing တွေ hard disk တွေ RAM တွေကျွန်တော်တို့ဒီ monitor တွေပေါ့နော်ကျွန်တော်တို့အရင်စပြီးတော့ဝယ်ရတဲ့အပိုင်းရှိတယ်ဆိုတော့ဝယ်ပြီးတော့မှကျွန်တော်တို့ဒီသုံးပြုမဲ့ server ပေါ့နော်ကျွန်တော်တို့ဒီ operating system လို့ပြောရမှာပေါ့နော်ကျွန်တော်တို့ဒီ computer ပေါ်မှာတင်ပြီးတော့မှကျွန်တော်တို့ကပြောရဲ software development နဲ့ပတ်သက်တဲ့ software တွေကို hosting လုပ်တဲ့ process လိုမျိုးပေါ့နော်ဒီ physical infra data center လုပ်ငန်းကြီးလာပြီးကျွန်တော်တို့ဒီ SME ပေါ့နော်ဒီစားလက်စားတွေ rest level လုပ်ငန်းကြီးလာပြီးဆိုကျွန်တော်တို့ဒီ physical infra data center လို့ပြောတာလိုအပ်တဲ့အပိုင်းရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာခုနပြောရဲ physical hardware တွေဝယ်တဲ့အပိုင်းရှိတယ်ပြီးတော့ server rack လို့ခေါ်တဲ့အပိုင်းပေါ့နော်ဒီ server casing setup လုပ်တဲ့အပိုင်းတွေဒီ dedicated data center space ဆိုတာကျွန်တော်ဒီ server rack တွေကိုထားမယ့်နေရာကျွန်တော်တို့မှာစီစဉ်ရမယ့်အပိုင်းရှိမယ်ပြီးကျွန်တော်24/7 electricity ပေါ့နော်ဒီကတော့ကျွန်တော်14နာရီခဏပတ်လို့တော့အများနဲ့ကျွန်တော်ရှိရမှာဖြစ်တယ်အဲ့လိုဒီ server တွေ operating လုပ်နေမှု service ပေးနေမှုတို့ကမီးပြတ်လို့မရပါဘူးပြီးရင်ကျွန်တော်တို့ဒီ cooling system တွေပေါ့နော်အဓိက server ခန်းကတော့ကျွန်တော်တို့ဒီ cooling system အရင်အေးနေမှရမှာပေါ့နော်ကျွန်တော်တို့ဒီ temperature ပူနေလို့လည်းအဆင်ပြေပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ system တွေ software တွေကျွန်တော်တို့ဒီ firewalls လို့ခေါ်တဲ့ဒီသက်ဆိုင်ရာ port တွေ number တွေ software တွေလည်းကျွန်တော်တို့ဒီ ပိတ်လုပ်မဲ့ security control တွေကိုဒီ firewall တွေသက်ဆိုင်ရာ device တွေကို set လုပ်ရတဲ့ပိုင်းရှိတယ်ပေါ့နော်ပြီးအရေးကြီးဆုံးတော့ကျွန်တော်တို့ဒီ on-site network engineer ဒီမှာကတော့ on-site set လုပ်မဲ့ဒီကျွန်တော်တို့ staff တွေလို့ပြောလို့ရတာပေါ့နော်ကျွန်တော်တို့ဒီဒီလုပ်ငန်းမှာဆိုတော့ဒီ IT department in-house ရှိကောင်းရှိမယ်ရှိတဲ့နေရာမှာကျွန်တော်တို့ဒီ infrastructure ကို host ဖို့အတွက်ဒီ physical infrastructure နဲ့သွားမယ်ဆိုဒီဟာတွေကိုကျွန်တော် set up လုပ်မဲ့သူတွေလိုအပ်မယ်ပေါ့နော်ဒါဒီ network engineer report out ထားတဲ့ switch တွေစပြီးတော့ဒီရုံလုံး network ဖြန့်ချက်တယ်ပေါ့နော်ဒါကျွန်တော် physical infrastructure သုံးမယ်ဆိုရင်တော့ကျွန်တော် manual scaling လုပ်ပေးလဲဆိုတော့အဓိကကျွန်တော်တို့ application တခုဆိုကြပါစို့เนาะကျွန်တော် development လုပ်တဲ့ဒီ infrastructure မှာ hosting လုပ်မယ်ဆိုကျွန်တော်တို့ရဲ့ potential user ပေါ့เนาะသုံးပြီးနိုင် user ကတနည်းအားဖြင့်100ရောက်100 200ဖြစ်ကောင်းဖြစ်မှာပေါ့နော်အဲ့ဒီအချိန်ကစပြီးကျွန်တော်တို့ဒီ server specification တွေပေါ့နော်စဉ်းစားတဲ့ပိုင်းရှိတယ်ဆိုကြပါတော့ကျွန်တော်တို့ဒီ server spec ကို RAM ကျွန်တော်တို့ 4GB သုံးမလား CPU ဘယ်တော့ channel သုံးမယ်ပေါ့နော်အဲ့ဒီပိုင်းစပြီးတော့မှဒီ firewall ဒီပေါ့နော်အဲ့ဒီပိုင်းတွေကကျွန်တော်တို့ manually scaling လုပ်ရတဲ့အပိုင်းရှိတယ်ကြည့်ဟိုကိုယ့်ရဲ့လူချင်းမျိုးလုပ်ငန်းကအောင်မြင်လာပြီပေါ့နော် user ကလည်းနေရာကနေမှ1000ဖြစ်လာတဲ့အနေအထားမျိုးဆိုရင်ကျွန်တော်တို့ဒီ manual scale လောက်ရတဲ့အပိုင်းတော့ရှိတာပေါ့နော်ဒီပြန်ပြီးတော့ resource တွေမြင်တဲ့အပိုင်းတွေလုပ်ပေးနေစနေလောက်ရတဲ့အပိုင်းတော့ဒါ physical infrastructure မှာတော့လုပ်ပေးရမယ့်အပိုင်းရှိပါမယ်ဟုတ်ကျွန်တော်ဒီ cloud solution မှာပြောတယ် cloud computing မှာလည်းပတ်သက်ပြီးတော့လည်းဆိုနေပြစီတယ် cloud computing မှာကျွန်တော်ဒီသုံးနေတဲ့ဒီအခုသုံးနေတဲ့ service တွေ software တွေအားလုံးကိုကျွန်တော်ဒီ internet ပေါ်ကနေပြီးတော့မှသုံးချတဲ့အပိုင်းဖြစ်တယ်ပေါ့နော်ကျွန်တော်လက်ရှိ Odoo ERP ဆိုတဲ့ကျွန်တော်တို့ cloud based software တခုပေါ့နော် software as a service infrastructure as a service အနေနဲ့ရောသုံးနေတဲ့အပိုင်းတွေရှိတယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ဒီ cloud computing ပိုင်းဆိုရင်တော့ကျွန်တော်တို့သုံးနေတဲ့ခုနပုံမှန်ကျွန်တော်တို့ဒီ personal computer သုံးရင်ကျွန်တော်တို့ဒီ phone ဖြစ်ဖြစ်ဒီ computer ပြ data တွေ storage တွေတချင်းတွေပုံတွေအားလုံးကျွန်တော်တို့ဒီ local မှာသိနေတယ်ပေါ့နော်သိတဲ့အခါကျရင်ကျွန်တော်တို့အများနဲ့ခုနကျွန်တော်ပြခဲ့တဲ့ slide မှာဆိုရင်ဒါ power ရှိနေရမယ်ပေါ့နော်ဟို power machine ကျွန်တော် access လုပ်လို့မရတဲ့အပိုင်းရှိမှာပေါ့နော်ဒီ cloud computing ကြတော့ဒီကျွန်တော်တို့ရဲ့ remote server cloud ပေါ်မှာရှိတာဖြစ်တဲ့အတွက်24နာရီပေါ့နော်ဘယ်နေရာမှာဆိုကျွန်တော်တို့လည်းပြီးတော့ access လုပ်ပြီးသုံးချလို့ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်တို့မှာတို့များအခုလည်း mobile phone တွေ tablet တွေကျွန်တော်တို့သုံးကြတာများတယ်ပေါ့နော်ဆိုတော့ mobile phone ကနေပြီးတော့ဥပမာဆိုကျွန်တော်အရင်ကဆို Android phone တွေမှာ storage ပြည့်နေပြီဆိုကျွန်တော်တို့ဒီ SD card တွေလာကျွန်တော်တို့ထက်သုံးပြီးတော့ extend လုပ်ခဲ့တဲ့အပိုင်းရှိပါတော့အခုအချိန်မှာဆိုရင်တော့ကျွန်တော်တို့ cloud based ဖြစ်ပြီးဆိုတော့ကျွန်တော်တို့ရဲ့ဒီ mobile phone cloud 256 gig လို့ပါလို့ပြင်ပြီးဆိုကျွန်တော် cloud ကနေထပ်ပြီးတော့ extend service ယူသုံးလို့ရတဲ့ပုံစံမျိုးလိုပဲပေါ့ဗျာဟိုဒီ cloud computing မိုင်းကတော့အဲ့လိုပိုင်းကျွန်တော်တို့ချက်ဆိုချင်တာဖြစ်ပါတယ်ဟောကျွန်တော်cloud service provider ပေါ့နော်ကျွန်တော်ခုနတင်ပြခဲ့သလိုပဲဒီ cloud service provider ပတ်သက်ပြီးတော့မှအသုံးများတဲ့ cloud service တွေကိုလည်းတင်ပြပြရစီပေါ့နော်ဟောဒီမှာတော့ကျွန်တော်ဒီ AWS cloud service provider ရှိမယ်IBM cloud ပေါ့နော်ပြီးဒီဘက်မှာဆို Microsoft Azure ပဲဖြစ်ကျွန်တော်ဒီ digital ocean ပဲဖြစ်ဒီ Google cloud platform ပဲဖြစ်ဒီ Oracle cloud platform ပဲဖြစ်ပေါ့နော်ကျွန်တော်ဒီ Znet မှာလည်းဒီ cloud platform နဲ့ပတ်သက်ပြီးတော့ဒါဆရာတို့ဒီ logic နဲ့ software requirement ပေါ့နော်လိုအပ်ချက်ပုံမူတည်ပြီးတော့မှဆွေးနွေးပြီးတော့မှဘယ်မှာ hosting လုပ်ဒီအဆင်ပြေနေဆိုပါလဲဆွေးနွေးပြီးတော့ကျွန်တော်ပေးတဲ့အပိုင်းလုပ်ပေးပါတယ်ခင်ဗျာကျွန်တော်အခုနာပေါ့နော် physical infra နေပြီးတော့ကျွန်တော်ဒီ cloud era လို့ကျွန်တော်ဘာလို့ပြောလဲဆိုတော့လက်
ရှိကျွန်တော်တို့ကဒီ business တစ်ခုလုပ်မယ်ဆိုရင်အသေးစားနေစားပြီးတော့ကျွန်တော်စဉ်းစားကြည့်မယ်ဆိုရင်တော့ဒီအခုလည်း infrastructure အတွက် cost တွေကျွန်တော်တို့သုံးမယ်ဆိုရင်အများကြီးကုန်ကျခံမဲ့အပိုင်းရှိတယ်ပေါ့နော်ဆိုတော့ cloud ခင်ပါကျွန်တော်ဒီလုပ်ငန်းတွေလေးဆိုကြပါလို့ဒီဈေးဆိုင်ရောင်းတဲ့ဘဏ်တွေဖြစ်ထုတ်လို့ရတဲ့အပိုင်းဒီပေါ့နော်app သုံးမယ်ကျွန်တော် software သုံးမယ်ဆိုရင်cloud ကနေကျွန်တော်ဒီဘယ်လိုမျိုးကျွန်တော် set up လုပ်လို့ရမှာပေါ့ဆိုတော့ဒီမှာကျွန်တော်အဓိက cloud မှာဆိုကျွန်တော်ခုနပြောသလိုမျိုး speed ပေါ့နော်အဓိကတော့ cloud provider ကျွန်တော်ခုနတင်ပြခဲ့သလိုပဲAWS သုံးမလားကျွန်တော်ဒီ Oracle Cloud သုံးလားပေါ့နော်အဲ့ provider ကနေကျွန်တော် service ယူပြီးတော့မှserver ကိုကျွန်တော် set up လုပ်လို့ရမှာပေါ့နော်ဆိုတော့ဒီမှာကျွန်တော်အဓိကတော့သူက cloud provider ကကျွန်တော်ဒီ management ကိုဆိုလို့ခေါ်တဲ့ cloud service တွေကို run နိုင်ဖို့အတွက်ကျွန်တော်တို့က click just ဟိုဘောတော့ဒီအချိန်တိုလေးတင်မှာတော့ server တစ်ခုကိုset up လုပ်ရမှာဖြစ်တယ်ပြီးကျွန်တော်တို့ကခုနပြောသလိုပေါ့ဒီ physical server တွေကိုကျွန်တော်ကြိုပြီးတော့ဝယ်ဖို့မလိုဘူးပေါ့နော်ကျွန်တော်တို့က3လောက်ပဲကျွန်တော်တို့ပေးရတဲ့ပုံစံမျိုးနဲ့ cloud ပေါ်မှာကျွန်တော်တုံးချလို့ရတယ်ကျွန်တော် physical setup ဘိုင်းနေကျွန်တော်တို့မလိုဘူးပေါ့နော်ခုနဒီ security ဘိုင်းနေ backend ဘိုင်းဆိုတော့ကျွန်တော်ဒီ data တွေ security ဘိုင်းနေပြီး backend system ပေါ့နော်ကျွန်တော်တနည်းအားဖြင့် physical infra မှာ hosting လုပ်မယ်ဆိုရင်ကျွန်တော် backend system ကအရေးကြီးတယ်ပေါ့ကျွန်တော် manual backend လုပ်ရမယ်တကယ်လို့မိပြတဲ့ဖြစ်စေတဘာဝမင်းရနေအောင်ဖြစ်စေပေါ့နော်ကိုယ့်ရဲ့ physical infra ကပျက်စီးဆုံးရှုံးသွားမယ်ဆိုရင်ဒါတွေက data တွေ loss ပေးနိုင်တဲ့အပိုင်းတွေလည်းရှိနိုင်တယ်ပေါ့နော်ကျွန်တော် cloud မှာကျတော့ဒီခုနပြောတဲ့ဒီ backend system ဒီ security ဘိုင်းနဲ့ပတ်သက်အောင်ကျွန်တော်ဒီ provider ကနေပြီးတော့မှhandle လုပ်ပေးတယ်ပေါ့နော်ခုနဒီ AWS လို့ Oracle Cloud လို့ပေါ့နော်သူတို့ကနေပြီးတော့မှဒီဟာကျွန်တော်တို့backend ဆွဲနေတဲ့ပုံစံမျိုးပုံမူတည်ပြီးတော့ data တွေကိုဆွဲလို့ရတဲ့အပိုင်းရှိတယ်ပေါ့နော်ကျွန်တော် global availability ဆိုတော့ဟိုခုနပြောတဲ့ AWS ဖြစ်စေဒီ Microsoft Azure ဖြစ်စေပေါ့နော်ကျွန်တော်ဒီ Asia Pacific မှာဆိုလည်းအာရှမှာကျွန်တော်တို့ကdata center အခွဲရှိတယ်ပေါ့နော်ကျွန်တော်တို့လက်ရှိ AWS ဆိုတော့ကျွန်တော်တို့ဒီ Singapore ဒီဆက်ဆုံးမှာserver ထားပြီးသုံးလို့ရတယ်ပြီး Mumbai ပေါ့နော်လက်ရှိလည်းဒီ Thai မှာလည်းဒီ data center စောင့်နေလို့အခုတော့စလုပ်နေတဲ့ project တော့ရှိတယ်ဆိုတော့ကျွန်တော်နောက်ပိုင်းတော့မကြိုက်ရင် Thai မှာလည်း data center ရှိဖို့တော့အသုံးချလို့ရတော့မှာဖြစ်တယ်ပေါ့နော်ဆိုတော့ခုနကကျွန်တော်တင်ပြခဲ့လို့ပဲဒီ compute storage database ပေါ့ကျွန်တော်ဒီ software တွေအားလုံးဒီ compute လုပ်တဲ့အပိုင်းတွေ storage database တွေအားလုံးကျွန်တော်တို့ကဒီ cloud ပေါ်မှာ fully manage လုပ်လို့ရတော့မှာဖြစ်တယ်ပေါ့နော်ဟုတ်ဒါကတော့ကျွန်တော်နည်းနည်းလေးပေါ့နော် comparison လေးပြချင်တော့ပါခင်ဗျဟို cloud နဲ့ဒီ transition physical infrastructure နဲ့နည်းနည်းလေးပေါ့နော်မြင်ထားတဲ့အပိုင်းလေးကျွန်တော်ပြချင်ဖြစ်တယ်ဒီပဲ cost model မှာဆိုကျွန်တော်ဒီ traditional ခုနကပြော physical server မှာဆိုကျွန်တော်တို့က high upfront ဒီကဒီ physical server တွေကဟိုဒီဥသုံး software မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ cost ကတော့အရင်ဆုံးအများပေးပြီးတော့ purchase လုပ်တဲ့အပိုင်းတွေရှိတဲ့အပိုင်းဖြစ်တယ်ဒီဘက်မှာ cloud computing မှာကျွန်တော်တို့ pay as you go ဆိုတော့ကျွန်တော်တို့ဒီ3လောက်ပဲဒီ service ကိုဟို online ဖြစ်တယ်ခုနကပြောလို့ဒီ hardware device တွေဝယ်ကြအောင်လို့ဒီ provider တွေကနေပြီးတော့ဟိုကျွန်တော်တို့ဒီ algorithm နဲ့ set up လုပ်ပြီးတော့သုံးပြီးလို့ရမှာပေါ့နော် provision တိုင်းဆိုတော့ကျွန်တော်နေရာဖြင့်ဒီ physical server တွေကျွန်တော်တို့လုပ်ငန်း software development လုပ်မယ်အသုံးချမယ်ဆိုရင်ဆရာတို့ဒါဘယ်လိုဖြစ်ဟိုအနေနဲ့အမြန်သုံးချင်တဲ့အပိုင်းလည်းရှိနေတယ်ပေါ့နော်ဥပမာ UDG သုံးဖို့လိုအပ်လာပြီဆိုရင်ဒါ physical infrastructure ဆိုကျွန်တော်တို့ days to အဓိက lead တိုင်းနေရှိနေတာပေါ့နော်ဒါ supplier အစင်းကျွန်တော်တို့ဝယ်လို့ရတဲ့အပိုင်းတွေရှိနေကျွန်တော်တို့ကိုယ်တိုင်ဒီ overseas မှာဝင်မယ်ဆိုလည်းအချိန်ကြီးထားရရက်လာနေရက်လာပြီးတော့ week လာနေကြတယ်ပေါ့နော် cloud computing မှာကျတော့ကျွန်တော်တို့ကခုန setup ဘိုင်းကကျွန်တော် provider ပြီးတော့ server တစ်ခုကိုဒီ minute ပိုင်းကနေတွင်ကျွန်တော်တို့ setup လုပ်ပြီးတော့အသုံးချလို့ရတဲ့ဘိုင်းကိုကျွန်တော်ပြချင်ဖြစ်တယ်scalability ကတော့ခုနကျွန်တော်ပြောသလိုပဲ physical infra မှာကျတော့ကျွန်တော်တို့ user တွေအသုံးပြုမဲ့ကျွန်တော်တို့ application ဖြစ်စေ ERP system ဖြစ်စေပေါ့နော်အသုံးပြုမဲ့ user ကတရားနေရာဒီစတင်လာတဲ့ physical infra ကများလာမယ်တောင်ဖြစ်လာမယ်ဆိုတော့ဒီခုနပြောတဲ့ traditional server မှာကျတော့သွားပြီးတော့ menu ဒီ server device ထပ်ဝယ်ရတာတို့ထပ်တူရတဲ့အပိုင်းတွေ manually လုပ်ပြရတာရှိပြီပေါ့နော်ကျွန်တော် cloud computing မှာကျတော့ဒီ automatic ကျွန်တော်ဒီ auto scaling လို့ခေါ်တာပေါ့ဒီအားဖြင့် server ကျွန်တော်တို့ကဒီသုံးမဲ့ user ကတရားနေထောင်ဖြစ်ရင်ဒီ server ကိုresource auto လို့တိုးလဲပေါ့နော်အဲ့လိုမျိုး rules တွေသတ်မှတ်ပြီးတော့မှဒီ cloud မှာကျတော့လုပ်လို့ရတဲ့ပိုင်းတွေရှိတယ်ကျွန်တော် maintenance မှာကျတော့ခုနပြောရတဲ့ physical infra မှာဆိုကျွန်တော်တို့ဒီ in house editing ကျွန်တော်တို့ထားရင်ထားပါတော့မထားလို့ဆို vendor team တစ်ခုခုနဲ့ကျွန်တော်တို့ management လုပ်ပေးရမယ့်ပိုင်းတွေရှိမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ခုနပြောရဲupdate ပိုင်းတွေ data backup ပိုင်းတွေဒီ electricity ပိုင်းတွေဖြစ်အကုန်လုံးကကျွန်တော်တို့ကအကုန်လုံးကိုယ့်လက်ထက်မှာကိုတောင်းယူပြီးလုပ်မယ့်ပိုင်းတွေရှိမယ်ပေါ့နော်ဟို maintenance ပိုင်းနဲ့ပတ်သက်ပြီး cloud မှာကျတော့ဒီ provider နေပြီးတော့ကျွန်တော်တို့ဒီ manage လုပ်ပေးတယ်ပေါ့နော် backup တွေဖြစ်အခြားဒီ software update တွေဖြစ်ပေါ့နော်ကျွန်တော်တို့ဒီ cloud provider နေပြီးတော့ manage လုပ်ပေးတယ်ခင်ဗျာကျွန်တော် security ဘိုင်းပတ်သက်ရင်တော့ခုန
traditional ဆောင်းမှာကျွန်တော်တို့ဒါတစ်ခု data loss ဒါဖြစ်စေတစ်ခုဖြစ် security နဲ့ပတ်သက်ရင်တော့ဒါကိုလည်းပဲသက်ဆိုင်တဲ့အပိုင်းပေါ့နော်cloud မှာကျတော့ကျွန်တော်ဒီprovider ကနေပြီးတော့ manage service tools တွေအသုံးပြုလို့ရတယ်ဟုတ်တယ်မိမနဲ့ပါလာရှိမှဆိုရင်မြင်မြန်လို့ရပါတယ်ခင်ဗျာဟုတ် မင်္ဂလာပါ မှန်ပါဘူး ကျွန်တော်ကတော့73စီရောင်းဆိုင်ဖွင့်ထားတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ USA တက်မယ်ဆိုရင်ကျွန်တော်နားလေတဲ့ပုံစံကကျွန်တော်တို့အခုပစ္စည်းတွေလိုလိမ့်မယ်ကတဘောကျွန်တော်တို့ ATG တန်ဂိတ်တွေပေါ့နော်အဲ့ဒါတွေနဲ့အခုတို့ဒီ software တွေနဲ့တက်ဆိုင်မှုရှိမလားဆိုတာသိချင်ပါတယ်ခင်ဗျဟုတ်ကဲ့တဘော USU ပဲကျွန်တော်တို့ကလူနဲ့ရိုက်သွင်းတာမဟုတ်ပဲနဲ့ computing မဟုတ်ပဲနဲ့သူကသူ automatic နဲ့ကျွန်တော်စီးပန်းနဲ့သွားတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေလောက်တာမျိုးရှိလားလို့သိချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကိုတို့ခုနပေးသွားတဲ့အားဆိုရင်ကျွန်တော်တို့ကဒါ machine နဲ့တခါတည်း integrated လုပ်တဲ့သဘောတရားပေါ့ခင်ဗျာဟုတ်အဲ့ဒါကလည်းကျွန်တော်တို့လုပ်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့ဒီ ODE ကကျွန်တော်တို့က Python language လို့လည်းပြောလို့ရပါတယ်ခင်ဗျာသူက Python language ဆိုတဲ့သဘောတရားကတော့ programming language ပေါ့နော်ဒီ Python language ကကျွန်တော်တို့ကဒီစက်ပစ္စည်းတွေနဲ့ချိတ်ဆက်ပြီးတော့ခုနထည့်ပေးသွားတယ်လို့ပေါ့နော်လူကရိုက်ခဲ့တာမဟုတ်တော့ဘူးကျွန်တော်တို့ဥပမာဆရာတို့ဒီ ocean တို့ကတော့သွားတဲ့အချိန်မှာweight scale ပေါ်ကိုကျွန်တော်တို့အသားတွေတင်လိုက်တယ်ဆိုရင်အဲ့မှာတက်လာတဲ့ weight change gram တွေကို auto ကျွန်တော်တို့က system ထဲကိုရောက်သွားတယ်လို့မျိုးပေါ့ကျွန်တော်တို့အဲ့လိုမျိုးလည်းလုပ်လို့ရပါတယ်အဲ့တော့အဲ့ဒါကတော့ကျွန်တော်တို့က customization အနေငယ်တော့လိုပါတယ်ခင်ဗျအဓိကတော့လက်ရှိကျွန်တော်တို့ Odoo ERP system မှာသူကဒီ weight scale တွေထည့်တဲ့ပုံစံတွေလည်းပါတယ်ထို့အတူ weight change တွေဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ဒီ kg တွေဒါတွေအကုန်လုံးကိုကျွန်တော်တို့က automatic ချိန်လို့ရပါတယ်သို့ပေမဲ့သူ့မှာတချို့အပိုင်းလေးတွေမှာ ready to use ဆိုတဲ့အစင်းသင်သုံးဖို့အတွက်ကတော့ limitation လေးတွေလည်းရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့က Saturday company ကနေလိုအပ်တဲ့ customization နဲ့အခုတို့ဒီသုံးတဲ့ machine တွေနဲ့ချိတ်ဆက်ပြီးတော့မှ system နဲ့ auto သွားတဲ့ process ကိုလည်းကျွန်တော်ဘက်ကကူညီပေးလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒီ system အသုံးပြုတဲ့ပုံစံလေးကို simple flow လေးပေါ့နော်အခြေအရကျွန်တော် complex ပုံစံတွေကိုတော့မပြောတော့ပါဘူးသို့ပေမဲ့ကျွန်တော် trading ပုံစံလေးကိုလည်းကျွန်တော်ဒီမှာ system အသုံးပြုတဲ့ပုံစံလေးနဲ့ကျွန်တော်ပြပေးချင်ပါတယ်ခင်ဗျာတစ်ချက်လောက်လူကြီးမင်းတို့ကြည့်ပေးပြီးတော့လည်းမေးခွန်းလေးတွေမေးချင်တာလေးတွေရှိရင်လည်းပုံမှန်လေးနဲ့မေးလို့ရပါတယ်ခင်ဗျာအဓိကတော့ခုနကကျွန်တော်ပြောသွားတဲ့ slide ထဲမှာပါတယ်လို့ပဲပေါ့နော် trading industry ပေါ့လူကြီးမင်းတို့ရဲ့လုပ်ငန်းတွေအားလုံးမှာတော့အမျိုးစုံရှိနိုင်ပါတယ် trading တွေရှိနိုင်တယ် logistic လုပ်ငန်းတွေရှိနိုင်တယ်ကျွန်တော်ပွဲရုံလုပ်ငန်းတွေရှိနိုင်တယ်တို့တူပဲကျွန်တော်တို့ဒီအခြားသော manufacturing production အစရှိဖြင့်ဒါတွေကြရင်ကိုယ်လုပ်ငန်းရဲ့ HR ဘိုင်းကိုပဲတည်တံ့သုံးနေတာတွေလည်းရှိကောင်းရှိနိုင်ပါတယ်ဒါတွေအကုန်လုံးကတော့ဒီ ERP system က fulfill လုပ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ထောက် support လုပ်ပေးနိုင်တယ်တို့ပေမဲ့လက်ရှိဒီပွဲလေးမှာတော့ကျွန်တော် trading လုပ်ငန်းရဲ့ basic flow ဖြစ်တဲ့ကျွန်တော်တို့ပစ္စည်းတွေဝယ်မယ်ပြီးရင်ကိုယ်တော်ထဲမှာတူလောင်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့ရောင်းချမယ်ဒီ process လေးကိုဘယ်လိုပုံစံလေးနဲ့အလုပ်လုပ်တယ်ဆိုတာလေးကိုလည်းကျွန်တော် sample လေးပြချင်ပါတယ်ခင်ဗျဟုတ်အဲ့တော့ကျွန်တော်တို့ဒီမှာ system မှာဒီ trading လုပ်ငန်းလေးကိုကျွန်တော်နမူနာလေးထားပြီးတော့ပြသလာတာဖြစ်ပါတယ်ခင်ဗျဟုတ်အဲ့တော့ဒါကတော့ကျွန်တော်တို့ Odoo ERP system ရဲ့ home page လို့ပြောလို့ရတယ်ပေါ့ခင်ဗျဟုတ်ဆိုလိုတာကတော့ system ကိုအသုံးပြုရမယ်ဆိုရင်ဒီလိုမျိုးကျွန်တော်တို့မြင်ရပါတယ်ဒီမှာအကွက်ကလေးတွေတစ်ခုချင်းစီကိုကျွန်တော်တို့က application လို့ခေါ်တယ် module လို့ခေါ်တယ်ပေါ့ခင်ဗျဟုတ်အဲ့တော့ဒီဟာကတော့ကျွန်တော်တို့ကလောလောဆယ်ကျွန်တော်က sample ပြတာဖြစ်တဲ့အတွက်အားလုံးကိုမြင်နေရတယ်ပေါ့ဒီမှာကျွန်တော်အားသာချက်လေးကိုထပ်ပြီးပြောရမယ်ဆိုရင်တော့ကိုအသုံးပြုမဲ့ကိုယ့်ရဲ့ဝန်ထမ်းတွေကိုသက်ဆိုင်ရာ module တွေကိုပဲပေးမြင်တဲ့ user ခွဲတယ်လို့ခေါ်တဲ့ user access right တွေကိုလည်းကျွန်တော်တို့ကလုပ်လို့ရပါတယ်အဓိကတော့ဒီအယောင်းဌာနဒီpurchase နဲ့ inventory ကိုတွေ့ကြရမလို့ပိတ်ထားလို့ရတယ်အစရှိသဖြင့်ပေါ့နော်ပြီးရင် accounting ရဲ့ကျွန်တော်တို့အရှုံးရစီးရင်တွေကိုတွေ့ကြရမလို့ဒါတွေကိုပိတ်ထားလို့ရတယ်ဒီလိုမျိုးလေးတွေကျွန်တော်တို့ကခွဲခြားပြီးတော့လည်းလုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာတစ်ခုချင်းဒီကိုကအခုဥပမာအပြင်အဝယ်ဌာနပေါ့နော်အဲ့ဒါဆိုရင် purchaser လို့ခေါ်တဲ့အဝယ်တော်ကပစ္စည်းတစ်ခုဝယ်တော့မယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ purchase လို့ခေါ်တဲ့ module application လေးကိုကျွန်တော်တို့တွားလို့ရပါတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာ purchase ကို click လိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီ quotation လို့ခေါ်တဲ့
vendor စီကနေရတဲ့ supplier စီကနေရတဲ့ quotation လေးနေရာကိုရောက်မှာဖြစ်ပါတယ်အဓိကကတော့ဒီမှာကျွန်တော် sample data လေးတွေလည်းထည့်ထားပေးပါတယ်အဲ့ဒီ data လေးတွေနဲ့အသုံးပြုပြီးတော့ကျွန်တော်ပြပေးမှာဖြစ်ပါတယ်ခင်ဗျဟုတ်အဲ့တော့ကျွန်တော်တို့ဒီမှာပစ္စည်းတစ်ခုဝယ်တော့မယ်ဒါမှမဟုတ်ပစ္စည်းကို multiple ဝယ်မယ်ဆိုရင်လည်းကျွန်တော်တို့ကအများကြီးဝယ်လို့ရပါတယ်အခုဒီမှာ new ဆိုပြီးတော့ယူလိုက်မယ်ဆိုရင်ဒါဒီပစ္စည်းဝယ်တဲ့ form လေးတစ်ခုဖြစ်သွားပါတယ်အဲ့တော့ကျွန်တော်တို့ဝယ်တာဒီဘယ်သူစီကဝယ်တာလဲဥပမာအဖြစ်အပိုင်းတော့ရည်တဲ့ဆိုရင်အပိုင်းကနေဝယ်တာလားဒါမှမဟုတ်ရင်ဂျားကန်ကိုယ့်ရဲ့ supplier တယောက်ရှိနေဆိုရင်လည်းအဲ့ supplier နဲ့မျိုးရွေးလို့ရပါတယ်ဥဖြူဥမီအစရှိဖြစ်ပေါ့နော်ဒီလူတွေရဲ့နာမည်နဲ့ကျွန်တော်တို့ကရွေးလို့ရပါတယ်ပြီးပြီဆိုရင်ဒီအောက်မှာကျွန်တော်တို့ဝယ်တဲ့ product ပေါ့နော်ဒီ product ကိုကျွန်တော်တို့ကဘာဝယ်မှာလဲဥပမာအပြင်ကျွန်တော်အခုဒီမှာ Alpine drinking water ပေါ့နော်တောက်ရည်တန်းဆိုပြီးတော့ကျွန်တော်ဝယ်မယ်ဝယ်တဲ့အချိန်ကျရင်ကျွန်တော်တို့ကဒီမှာ system ထဲမှာဘာရှိသေးလဲဆိုရင် URM လို့ခေါ်တဲ့ unit of measurement ရေတွက်ပုံပေါ့နော်ကျွန်တော်တို့ဒီဒါမြင်သာအောင်လို့ကျွန်တော် simple ဖြစ်တဲ့example လေးပေးထားတာပေါ့ခင်ဗျာဟုတ်ဗာလဲဆိုဥပမာရေတန်းဘူးတစ်ခုဆိုရင်ကျွန်တော်က unit လို့ခေါ်လို့ရတယ်တပူပေါ့နော်အဲ့ဒါဟိုမှာကျွန်တော်တို့ကဥပမာအဖြစ်10ဘူးပါ cat ကိုလည်းကျွန်တော်တို့ပြောလို့ရတယ်ဆိုလိုတာတော့ကိုကဝယ်နေဆိုရင်ကတ်လိုက်တွေဝယ်တာဖြစ်နိုင်တယ်ပြန်ရောင်းရင်ဘူးလိုက်တွေပြန်ရောင်းတာလည်းဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကဒီ UM conversion လို့ခေါ်တဲ့ unit of measurement ကိုကျွန်တော်တို့ကပြောင်းလဲလို့ရတဲ့ဟာက system က auto ပါထားပါတယ်ခင်ဗျာဟုတ်အဲ့ဒီတော့ဒီ unit of measurement လို့ခေါ်တဲ့ဟာဥပမာအဖြစ်ကျွန်တော်တို့ဒါဆိုရင်ပိုင်းရမှာကျွန်တော်တို့ဝယ်လိုက်မယ်ဝယ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီဥပမာအဖြစ်ခုနပြောသလို10ဘူးပါတဲ့ packing ဘယ်နဲ့ packing ဝယ်မှာလဲဥပမာအဖြစ်packing 30ဝယ်မယ်ထားပါတော့ဗောနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကတ packing ကိုဈေးဘယ်လောက်လဲmaybe ကျွန်တော်တို့ကတဘူးကို100နှုန်းနဲ့ဈေး1000ဖြစ်နေဖြစ်မယ်ပေါ့နော်10ဘူးပါတစ်ပတ်ကရဲ့ဈေးဒီ1000ပေါ့အဲ့တော့အဲ့1000နဲ့ဒီဘက်ကတော့ tax ပေါ့နော်ကျွန်တော်တို့ဒါအခွန်ဆောင်တဲ့ဟာပေါ့နော်အဲ့ဒီဟာလည်းကျွန်တော်တကယ်လို့လောလောဆယ်မျက်စိရှုပ်မှာဆိုရင်ခဏကျွန်တော်ဖယ်ထားပေးပါမယ်အဲ့တော့စုစုပေါင်းကျွန်တော်တို့ဒီ3000ကျပါတယ်ပေါ့နော်အဲ့လိုမျိုးလေးနဲ့ကျွန်တော်ဒီမှာမြင်ရပါတယ်အဲ့တော့ဒီဟာဒီကျွန်တော်တို့ကAlpine ကနေဝယ်မဲ့ပစ္စည်းပေါ့နော်အဲ့တော့ထပ်ဝယ်မယ်ဆိုရင်လည်းဒီမှာ product တွေကျွန်တော်ထပ်ဖြည့်သွားလို့ရပါတယ်ခင်ဗျဟုတ်အဲ့တော့လောလောဆယ်ရဆိုရင်ဒီဟာကကျွန်တော်တို့ဒါဝယ်လိုက်မယ်ဝယ်မယ်ဆိုရင်ဒီပစ္စည်းဒီကျွန်တော်တို့ကpacking 30ဝယ်တယ်တစ် packing ကို1000နှုန်းနဲ့ပေါ့နော်အဲ့တော့ကျတော့ကျွန်တော်တို့ကဒီမှာဒီပစ္စည်းကAlpine ကနေကျွန်တော်တို့စီကိုတနင်္လာနေ့လာပို့မယ်ဆိုရင်ကျွန်တော်တို့က expected ဆိုပြီးတော့လေတခါလေသတ်မှတ်ထားလို့ရတယ်ပေါ့နော်တနင်္လာနေ့ကိုလာပို့ပါမယ်အဲ့တော့သူကဘာကောင်းသွားလဲဆိုရင်ကျွန်တော်တို့အဝယ်ဌာနကတက်ကိုလောင်ဌာနကတက်ဆိုရင်ဒီ system တွေကနေဒီ form ကို confirm လုပ်ပေးလိုက်တာနဲ့ကိုလောင်ဘက်ကလည်းသူ့စီကိုပစ္စည်းဘယ်ချိန်မှဝင်မယ်ဆိုတာကိုလည်းခံမှန်းကြည့်သိရတယ်ဆိုလိုတာတော့ဒီပစ္စည်းဒီချိန်မှာလာပို့မယ်ဆိုပြီးတော့ကိုဝယ်တဲ့သူကလည်းခံမှန်းပြောလိုက်တယ်ဆိုရင်ကိုကတခါတည်းမှတ်ထားလိုက်လို့ရတယ်ပေါ့ခင်ဗျဟုတ်အဲ့တော့ကျတော့ကျွန်တော်တို့ကဒါAlpine ကနေဒီပစ္စည်းဝယ်မယ် confirm ဆိုပြီးတော့ကျွန်တော်တို့ဒါသိကြပါပြီဆိုပြီးတော့လုပ်လိုက်ပြီဆိုတာနဲ့ဒီအပေါ်မှာကျွန်တော်တို့ဒီ receipt ဆိုပြီးတော့ကားပုံစံလေးနဲ့တစ်ခုစပြီးတော့တွေ့ရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ပြောချင်တာကဒီ purchase ကျွန်တော်တို့အဝယ်ဒီတေချာသွားပါပြီလို့ပြောလိုက်တာနဲ့တပြိုင်နက်ကျွန်တော်တို့ကအဝယ်တော့ဒီ purchase စာစီမှာလည်းကျွန်တော်တို့က purchase order confirm ဆိုတဲ့တစ်ခုတွေ့ရတယ်ထို့အတူပဲကျွန်တော်တို့ inventory ဘက်မှာလည်းပစ္စည်းဝယ်မယ့်ဟာတစ်ခုဆိုပြီးတော့တွေ့ရတယ်အဲ့တော့အဲ့ဒါမျိုးကိုကျွန်တော်တို့ကဒီဘက်က main UI ဘက်မှာပေါ့နော်ဒီ interface ပေါ်မှာကြည့်လိုက်မယ်ဆိုရင်လည်းဒီမှာ purchase ရှိတယ်တကယ်လို့ inventory သမားတွေကိုလောင်သမားကသူကအဝယ်ဈေးနှုန်းတွေကိုသိကြမလို့သူ့ကိုပိတ်ထားတယ်ဆိုရင်သူက purchase ကိုမြင်ရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့သူနဲ့သက်ဆိုင်တဲ့ inventory ကိုပဲသူကကြည့်ရုံပဲဖြစ်တဲ့အတွက်သူ့ရဲ့ inventory ကို click နှိပ်လိုက်ပြီဆိုတာနဲ့ဒီမှာ one to receive ဆိုပြီးတော့ကျွန်တော်တို့ပြတာတွေ့ရပါလိမ့်မယ်ဆိုလိုတာသူ့ကိုယ်တော်နဲ့ကိုဝင်လာမဲ့ record တစ်ကြောင်းရှိပါတယ်ဆိုပြီးတော့သူပြပြလာတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဆိုလိုတာတော့ကိုယ်တော်ကလူဒီpurchase ကဘာဝယ်ရမဝယ်ဘူးတွေကို like မေးပဲနဲ့ကိုသူ့စီမှာသူ့ရဲ့မြင်ရမယ့် dashboard လိုမျိုးပေါ့နော်ဒီ UI ကိုသူကြည့်နေရုံနဲ့ပဲဒါဒီသူ့စီကိုဘာပစ္စည်းတွေဝင်နိုင်မှာရှိတယ်ဆိုတာကိုပါကျွန်တော်မြင်ရတယ်အဲ့တော့ဒီတစ်ကြောင်းရှိတယ်ဆိုတော့သူ click နှိပ်လိုက်တာနဲ့သူ့စီကို Alpine ကနေနောက်2ရက်နေရင်ဒီ PO နံပါတ်နဲ့အတူဒီပစ္စည်းတွေဝင်လာပါမယ်ဆိုတာမျိုးကိုကျွန်တော်တို့ကစပြီးမြင်ရတယ်ခင်ဗျအဲ့တော့နောက်တစ်ခုသတိထားပြီးတော့ချိန်လိုက်မယ်ဆိုရင်လည်းကျွန်တော်တို့ကဒီမှာ Alpine တောက်ရည်တန်းအောက်မှာ unit 300ဆိုပြီးတော့တခါတည်းပဲသူကမြောက်ပြီးတော့ပြန်ပြီးတော့ကြာပါနေပါတယ်အဓိက
ကတော့သူဒီဟိုဘက်က packaging 30ဝင်လိုက်တယ်ဒါပေမဲ့ဘူးရည်အတွက်ရတော့300ဖြစ်ပါတယ်ဆိုတာကို inventory ဘက်ကိုတစ်ခါလေးပဲသူကအသေးဆုံး unit နဲ့ခွဲခြားနေလိုက်တယ်ဆိုလိုတာကတော့ကျွန်တော်တို့ကဒီအသေးဆုံး unit ဆိုတဲ့သဘောတရားလည်းဘာဖြစ်လို့လဲဆိုရင်သူ့ရဲ့တကယ်ဝယ်ဈေးကိုလည်းတွက်ချင်တဲ့အတွက်ကျွန်တော်ကအကောင့်တင်းနဲ့ချိန်ဆက်သွားတဲ့အတွက်အသေးသေး unit နဲ့သတ်မှတ်ပြီးတော့သွားတာဖြစ်ပါတယ်။ဒါဆိုကိုပြန်ရောင်းမှာကအသေးဆုံး unit ဖြစ်တဲ့အတွက်အသေးဆုံး unit ကိုအခြေခံလိုက်တဲ့သဘောပါခင်ဗျာ။အဲ့တော့ဝယ်တဲ့အချိန်မှာကိုကကြိုက်တဲ့ unit နဲ့ဝယ်လို့ရတယ်။ဥပမာအပိုင်းသားရည်တန်းမှာ10လုံးတစ်ပါကင်ရှိတယ်6လုံးတစ်ပါကင်ရှိတယ်ဒါမျိုးတွေအမျိုးမျိုးနဲ့ကျွန်တော်တို့ကဝယ်လို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့ကိုယ်တော်နဲ့တော့အသေးဆုံးဘယ်နှလုံးဝင်နေဆိုတာမျိုးနဲ့ပါတစ်ခါတည်းတွက်ပြီးတော့ပြောင်းပေးလိုက်တဲ့သဘောမျိုးပေါ့ခင်ဗျာအဲ့တော့သူဒီတကယ်လို့ဒါဒီကိုယ်တော်ဘက်ကနေလက်ခံပြီးပါပြီသူစီကိုရောက်လာပါပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ကထည့်လို့ရပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကဘာလေးနဲ့ထပ်သုံးလို့ရသေးလဲဆိုတော့ lot number လို့ခေါ်တဲ့ဟာပေါ့နော်ဒါလေးကကျတော့ကျွန်တော်တို့ကဒီ detail ဆိုတဲ့အထဲမှာတော့ထည့်လိုက်လို့ဆိုရင် lot number 003ဆိုပြီးတော့ကျွန်တော်တို့က lot alike ဝင်လို့ရတယ် lot ဆိုတဲ့သဘောတရားကျတော့ကျွန်တော်တို့ကဒီမှာတော့မသိတာလေးပေါ့နော်တကယ်လို့ကျွန်တော်တို့ဒီ expiration date ပါတဲ့ diary PC လို့မျိုးနွားတို့ blue တွေပါလေဆိုရင်ဒီ lot ဒီလက်ကုန်ရင် expiry ဖြစ်မယ်ဒီ lot ကနောက်လာကြရင် expiry ဖြစ်မယ်ဒါမျိုးတွေမှာကျွန်တော်တို့ကထိန်းလို့ရတယ်ခင်ဗျအဲ့တော့ expiration date နဲ့ပါထိန်းနေတယ်ဆိုရင်ကျွန်တော်တို့က lot alike သတ်မှတ်တယ်အဲ့တော့ lot နဲ့ထိန်းနေဆိုရင်ဒီ lot ရဲ့ဝယ်ဈေးတွေကိုပါကျွန်တော်တို့ကပြန်ကြည့်လို့လည်းရပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ lot alike သတ်မှတ်လိုက်တယ်အဲ့တော့ဒီ lot မှာဘူး300ကျွန်တော်တို့ရောက်လာပါတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်တို့က click နှိပ်ပြီးတော့ validate လို့နှိပ်လိုက်တယ်ဆိုရင်ဒါဒီကိုရောင်ဘက်ကလူကသူ့ကိုရောင်နဲ့ကိုဒီတောက်ရည်တန်းလာပို့ပါပြီပို့လိုက်တဲ့300လုံးရပါပြီဆိုတော့ကိုသူလုပ်လိုက်တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီလုပ်လိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့ကဒီမှာ reporting အောက်ကနေကျွန်တော်သွားပြီးတော့ကြည့်ပြပေးပါမယ်ခင်ဗျအဲ့တော့ reporting အောက်မှာ stock ဆိုပြီးတော့ရှိတယ် location ဆိုပြီးတော့ရှိတယ်ကျွန်တော်တို့က location နဲ့ကြည့်မယ်ဆိုရင် location အလိုက်ကိုမှာပစ္စည်းတွေကိုကျွန်တော်စပြီးတော့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့အဲ့မှာကျွန်တော်ဝယ်ထားတဲ့ပစ္စည်းလေးကိုကျွန်တော် grouping လေးလုပ်လိုက်ပါမယ်အပေါ်ဆုံးကိုရောက်တော့အောင်ပေါ့နော်အဲ့တော့ဒီမှာပိုင်းတောက်ရည်တန်းကျွန်တော်တို့ဒီမှာ lot number 001နဲ့ကဘူးဘယ်လောက်ရှိပါတယ်002ကဘူးဘယ်လောက်ပါ003ကတော့ဘူးဘယ်လောက်ပါအစရှိတဲ့ပြင်အကျဉ်းရင်3ချိန်ခွဲဝင်နေဆိုတာကိုကျွန်တော်တို့ကပြန်ပြီးတော့မြင်ရပါတယ်အဲ့တော့ဒီချိန်ရည်ကဘယ်ချိန်ရောက်ဝင်ခဲ့တာဒီချိန်ရည်ကဘယ်ချိန်ရောက်ဝင်ခဲ့တာဆိုတာမျိုးအစားကျွန်တော်တို့ပြန်မြင်ရပါတယ်အဲ့တော့ဒါကိုဘလောက်နဲ့ဝင်ခဲ့တယ်အစားကျွန်တော်တို့ပြန်သိရပါတယ်ခင်ဗျဟုတ်အဲ့တော့ဒီဈေးနှုန်းကိုကျွန်တော်တို့ကဝယ်ဈေးတွေကိုဒီတိုင်းနဲ့ဝယ်ပြီးတော့ကိုလောင်ထဲကိုရောက်သွားပြီဆိုရင်ဒီဝယ်ဈေးတွေကိုနောက်ွယ်မှာ automatic ကျွန်တော်တို့တွက်သွားတယ်လို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုဒီ inventory ရဲ့ valuation လို့ခေါ်တဲ့ဟာပေါ့နော်ကျွန်တော်တို့ကိုလောင်ထဲမှာကိုယ့်ရဲ့ပိုင်ဆိုင်နေတဲ့ပစ္စည်းတွေရဲ့တန်ဖိုးဘယ်လောက်ရှိတယ်ဆိုတာကိုကျွန်တော်တို့က system ကနေပြီးတော့မှ automatic တွက်ပြပေးထားတာဖြစ်ပါတယ်ခင်ဗျဘယ်လိုလဲဆိုတော့ဘိုင်းတော့ရည်နဲ့ကျွန်တော်တို့ဒီမှာစုစုပေါင်းဘူး999ရှိတယ်အဲ့တော့အဲ့ဒီ999ဘူးရဲ့စုစုပေါင်းတန်ဖိုးသည်82,900လို့ကျွန်တော်တို့ကပြောလို့ရတယ်ဘာဖြစ်လို့ဈေးနှုန်းတွေကအဲ့လိုမျိုးကိုယ့်ရုပ်ကာယဖြစ်နေလဲဘာလို့ဖြစ်နေလဲဆိုရင်ကျွန်တော်တို့ဒီမှာ purchase ကနေဝယ်လိုက်တဲ့အချိန်မှာကျွန်တော်ဒီမှာရှေ့မှာ sample data လေးတွေရှိတယ်လို့ပေါ့နော်ပထမဆုံးတစ်ချောင်းဝယ်တော့မှဝယ်ဈေးသည်1000နဲ့ဝယ်ပါတယ်နောက်ဒုတိယတစ်ချောင်းကျွန်တော်တို့ဒီမှာ009မှာကျတော့1100ဆိုပြီးဈေးပြန်တက်သွားပါတယ်ပြီးပြီဆိုရင်တတိယတစ်ချောင်းကျွန်တော်တို့ဒီမှာ1000ဆိုပြီးတော့ဈေးပြန်ကျလာပါတယ်အဓိကတော့ကျွန်တော်တို့ပြောချင်တာကတော့အဲ့ဈေးနှုန်းတွေမတူချင်များတွေကိုကျွန်တော်တို့ဒီမှာမြင်ရတယ်ဆိုတာမျိုးနဲ့ကျွန်တော်တို့ပြထားတာဖြစ်ပါတယ်အဲ့တော့ price comparison အရာကြည့်မယ်ဆိုရင်လည်းသူ့ကိုဝယ်ထားတဲ့ဟာဒီဘယ်တော့မှကျွန်တော်တို့ဝယ်ထားတယ်ဒီမှာဆိုရင်တော့ဟိုတရက်တည်းစမ်းထားတဲ့ data ဖြစ်နေတဲ့အတွက်မနက်၈နာရီကဝယ်ထားတာ1000 ၈နာရီ14မိနစ်မှာ1100အခုကျွန်တော်တို့၄နာရီထုတ်ကနေမှဝယ်တော့1000ပြည့်ဖြစ်သွားတယ်အစရှိတဲ့ပြင်ကိုယ့်ရဲ့ဝယ်ဈေးအမျိုးမျိုးကိုကျွန်တော်တို့ပြန်မြင်ရတယ်အဲ့တော့အဲ့ဒီဝယ်ဈေးကိုသူက average အနေနဲ့ပြန်မြဈေးနှုန်းတွက်ပြီးတော့1033ဆိုပြီးတော့တပူဈေးချင်းတွေကိုလည်းပြန်မြကျွန်တော်တို့ပြန်ပြီးတော့ပြပေးတာပါဟို package ဈေးကိုပေါ့နော်အဲ့တော့ပြောချင်တာကတော့ကျွန်တော်တို့ကဒီpurchaser တွေဝယ်တဲ့သူတွေဒီကိုဝယ်မဲ့ကိုအလုပ်ကိုပုံမှန်လေးလုပ်သွားရုံနဲ့နောက်ဝယ်က data တွေကိုကျွန်တော်တို့က report ပုံစံမျိုးဟိုဒီပိုင်ရှင်တွေနဲ့ပြန်ပြီးတော့ချိန်ဆဖို့အတွက်ကြည့်ကျင်တဲ့ပုံစံအမျိုးမျိုးကို system ကနေ auto ကိုသူကပြပြသွားပြီးသားဖြစ်ပြီဆိုတာကိုလည်းကျွန်တော်တို့ပြောချင်တာဖြစ်ပါတယ်ခင်ဗျာဟုတ်အဲ့တော့
ဒီ PO ကနေပြီးတော့မှဒါဆိုရင်ကျွန်တော်တို့က bill လေးကျွန်တော်တို့ထုတ်လို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ upload bill ဆိုတဲ့သဘောတရားကြတော့ဘာလို့ပြောချင်တာလဲဆိုတော့ကိုယ့်ရဲ့ supplier ကနေကိုယ့်စီကို invoice ပေးလိုက်တယ်ပေါ့နော်သူပစ္စည်းပေးပြီဆိုတာလည်းငွေတောင်းခံသွားလည်းပါလာပြီပဲပေါ့နော်အဲ့တော့ငွေတောင်းခံသွားကိုကျွန်တော်တို့ကဓာတ်ပုံရိုက်ပြီးဖြစ်စေကျွန်တော်တို့တစ်ခုခုနဲ့ပဲဖြစ်စေပေါ့နော်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ကထည့်လိုက်လို့ရပါတယ်ခင်ဗျဟုတ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒါကိုထည့်လိုက်လို့ရတယ်ထည့်လိုက်ပြီဆိုတာနဲ့သူက upload ဆိုပြီးတော့တစ်ခါလေးပဲဝင်သွားတယ်ဝင်ပြီးတော့ဒါကကျွန်တော်တို့ကအကောင့်တင်းဘက်ကိုရောက်သွားတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့အကောင့်တင်းဘက်မှာကျွန်တော်တို့ဒီပစ္စည်းအတွက်ဒီမှာကျွန်တော်တို့စုစုပေါင်း3000ပါဆိုပြီးတော့ကျွန်တော်တို့လာပြီးတော့ပေါ်နေတာကိုတွေ့ရပါလိမ့်မယ်ပြီးရင်ဒါဒီကျွန်တော်တို့ဝယ်ထားတာဒီနေ့ကဝယ်ထားတာဖြစ်ပါတယ်ပြီးရင်ဒါကိုကျွန်တော်တို့က confirm လုပ်လိုက်လို့ရပါတယ်ခင်ဗျအဲ့တော့ကျွန်တော်အခုပြသွားတာဒီ purchase ပိုင်းရဲ့ inventory ပိုင်းရဲ့ပေါ့နော်ပစ္စည်းဝယ်လိုက်တယ်ဒီပစ္စည်းကိုကိုယ့်ရဲ့ကိုယ်တော်ထဲမှာထိမ့်သိမ့်နေအဲ့နှစ်ခုကိုဒီ system တစ်ခုတွေကနေပြီးတော့မှသက်ဆိုင်ရာ user တွေကနေပြီးတော့မှခွဲဝေသုံးပြီးတော့မှဒါကျွန်တော်တို့ system တွေကိုရောက်သွားပါတယ်အဲ့တော့အဲ့ဒီဟာက accountant ကနေပြီးတော့မှ direct မလုပ်နေသေးပေမဲ့ကျွန်တော်တို့က accounting ရဲ့ data အောက်မှာတစ်ခါတည်းဝင်သွားတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ accounting ရဲ့ data အောက်မှာလည်း vendor pay အနေနဲ့သွားကြည့်မယ်ဆိုရင်လည်းအဲပိုင်းကိုကျွန်တော်တို့ပေးရမယ့်ပတ်စံဘယ်လောက်ရှိလဲအစရှိတဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ပထမဆုံးဝယ်ထားတဲ့1000ကိုကျွန်တော်တို့ပေးပြီးပြီနောက်ဝယ်တဲ့3300နဲ့3000ကိုမပေးရသေးဘူးစရှိတဲ့ဒါမျိုးလည်းမြင်ရပါတယ်အဲ့တော့ကျွန်တော်တို့ကဒါကိုကအကျွေးပေးဖို့အတွက်ဘယ်သူတွေကိုပေးဖို့ရှိတယ်ဆိုတာကိုလည်းကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒါ accounting ထိ auto ရောက်သွားပြီဆိုတဲ့အပိုင်းလေးကိုပါပြပေးတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီပစ္စည်းကိုကျွန်တော်တို့ကပြန်ရောင်းတော့မယ်ဆိုရင်ကျွန်တော်တို့ဒီ sales order ကနေပြန်ရောင်းလို့ရပါတယ်အဓိကကတော့ဒါကိုကျွန်တော်တို့ကပြန်ရောင်းမယ်ဆိုရင်ဒီမှာဒီ customer တယောက်ကိုကျွန်တော်တို့ပြန်ရောင်းလိုက်မယ်ဥပမာထားပါတော့ကျော်စီရဆိုတဲ့ customer ကိုကျွန်တော်တို့ရောင်းမယ်ပေါ့နော်ရောင်းမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာဒီခုနကတော့ရေတံမှုကိုပဲကျွန်တော်တို့ပြန်ရွေးလိုက်မယ်ရွေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာကြာလာတဲ့သူကတော့ unit နဲ့ပဲကြာပြီးတော့ပေးလိုက်တယ်ပေါ့နော်ဆိုတော့ပြန်ရောင်းတာအသေးဆုံး unit နဲ့ပဲရောင်းမယ်လို့ကျွန်တော်တို့သတ်မှတ်ထားလို့ရပါတယ်ခင်ဗျအဲ့တော့ unit နဲ့သတ်မှတ်ထားတယ်ပြီးရင်သူကဘယ်နှဘူးဝယ်မှာလဲဘုမှာ9ဘူးဝယ်တယ်9ဘူးဝယ်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာရောင်းစည်းသည်130ဆိုပြီးတော့ auto ကျပေးထားပါတယ်ဆိုလိုတာကတော့ကျွန်တော်တို့ကဒီ product ရဲ့ form ကိုကျွန်တော်တို့သွားကြည့်လို့ရပါတယ်ဒါဒီ product ရဲ့ master data လို့ခေါ်တဲ့ form ပေါ့နော်အဲ့တော့ဒီ product ရဲ့နာမည်ဒီအပိုင်းတောက်ရည်ဖြစ်ပါတယ်သူ့ရဲ့ပစ္စည်းဒီလက်ရှိ999ခုရှိပါတယ်ပြီးရင်သူ့ရဲ့ cost ပေါ့ဝယ်ဈေးဒီ103.5ဆိုတာကကျွန်တော်ခုနပြောသလိုပဲသူကဝယ်လာတဲ့ဈေးနှုန်းမတူညီမှုတွေကို system က auto တွက်ပေးသွားတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီ system က auto တွက်ပေးသွားတဲ့အပေါ်မှာရောင်းဈေးကိုကြည့်မယ်ဆိုရင်တော့ဒါတစ်ချက်လိုလည်းပုံမှန်အဖြစ်မြင်နေရတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့က system ကနေဘာလို့လုပ်ရလဲဆိုတော့ formula နဲ့ကျွန်တော်တို့ကအမြတ်ဘလောက်တင်ပါမယ်ဆိုတာမျိုးကျွန်တော်တို့ကသုံးလို့ရတယ်ခင်ဗျအဲ့တော့သူကကိုယ့်ရဲ့ဝယ်ဈေးပြောင်းလဲရင်ပြောင်းလဲတဲ့လိုမျိုးအမြတ်တင်ထားတဲ့အပေါ်မှာမူတည်ပြီးတော့ရောင်းဈေးကိုသူကပြောင်းလဲလို့ရတယ်ခင်ဗျအဲ့တော့အဲ့ဒါလေးကကျွန်တော်တို့ကဒီမှာ price list လို့ခေါ်တဲ့ကျွန်တော်တို့ကရောင်းဈေးသတ်မှတ်တဲ့formula ပေါ်မှာကျွန်တော်တို့ကသတ်မှတ်လိုက်တာဖြစ်ပါတယ်အဓိကကတော့ဒါကျွန်တော် sample လေးတင်ပြထားတာပေါ့နော်သူ့ရဲ့ရင်းဈေးပေါ်မှာ25ရာခိုင်နှုန်းကျွန်တော်တို့တင်ပါမယ်လို့ပြောလိုက်တယ်ပေါ့နော်ပြီးပြီဆိုရင်တော့အောက်က30ဆိုတာကတော့ကျွန်တော်တို့ကအစွန်းတက်တွေမဖြစ်အောင်ပေါ့တစ်ခါတလေကြာရင်133ချက်တို့132ချက်တို့ဖြစ်တဲ့ဟာမျိုးဆိုရင်ကျွန်တော်တို့ဒီ10ခန်းအပြည့်ယူမှာလား5ခန်းအပြည့်ယူမှာလားအဲ့ဒါကိုသတ်မှတ်လိုက်တာပေါ့အဲ့တော့ကျွန်တော်ကတော့10ခန်းအပြည့်နဲ့ယူထားလိုက်တယ်အဲ့တော့သူဒီ125ချက်နေရာမှာသူဒီ130ဆိုပြီးပြောင်းသွားတယ်ပေါ့နော်125ချက်နဲ့မဟုတ်တော့ဘူးလေအဲ့တော့ဒီလို formula လေးတွေနဲ့ပါကျွန်တော်တို့ကချိတ်ဆက်သွားလို့ရတယ်ဆိုတာလေးကိုပြောပြပေးထားတာပါခင်ဗျအဲ့တော့ဒါက product အကုန်လုံးကိုလောက်တာမျိုးလည်းရတယ်လို့ product တစ်ခုချင်းစီဒါမှမဟုတ်ရင် category တစ်ခုချင်းစီဆိုကြပါစို့ကျွန်တော်တို့ဒီ pharmacy ဆိုတဲ့ category ဆိုရင်30ရာခိုင်နှုန်းတင်မယ်diary product လိုမျိုး note ပစ္စည်းတွေဆိုရင်ကျွန်တော်တို့က25ရာခိုင်နှုန်းတင်မယ် stationery ဆိုရင်15ရာခိုင်နှုန်းတင်မယ်အစရှိသည်ကျွန်တော်တို့ကမတူညီတဲ့ product categorize တွေကိုပါကျွန်တော်တို့ကအမျိုးအစားတွေခွဲပြီးတော့အမြတ်တင်တဲ့ process တွေကိုကျွန်တော်တို့က formula ချထားလို့ရပါတယ်ခင်ဗျအဲ့တော့ကိုယ်ဝယ်လိုက်တဲ့ဝယ်ဈေးပြောင်းလဲသွားပြီဆိုတာနဲ့ရောင်းဈေးတွေလည်းအလိုလိုပြောင်းလဲသွားတာကိုကျွန်တော်တို့ကပြန်တွေ့ရမှာဖြစ်ပါတယ်အဓိကတော့ဒီမှာကျွန်တော်တို့ကအခုကရောင်းဈေးဒီလိုမျိုး25ရာခိုင်နှုန်း
တင်ထားတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ကဒီမှာ sale order ဆိုတဲ့ဒီ process လေးကိုတွားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ကရောင်းဈေး auto ကျလာတာဒီ130ပါဆိုပြီးတော့ကျွန်တော်တို့ကြာလာပါတယ်အဲ့တော့အဲ့မှာကျွန်တော်တို့က130ဆိုပြီးကြာလာတယ်ကြာလာပြီးဒီဟာကိုကျွန်တော်တို့က confirm လုပ်လိုက်မယ်ပေါ့နော် confirm လုပ်ခင်မှာဒီပစ္စည်းကိုကျွန်တော်တို့က customer ကိုဘယ်ချိန်မှာပို့မလဲဆိုတာကိုလည်းဒီမှာကြိုပြီးတော့သတ်မှတ်လို့ရပါတယ်ဆိုတော့ကတော့ချက်ချင်းပို့မှာလားမနေ့ပြန်မှာပို့မှာလားအစရှိတဲ့ဖြစ်ပေါ့နော်ဟိုကျွန်တော်တို့ဟို receipt တော့မှပြောသလိုပေါ့နော်ထားပါတော့ကျွန်တော်တို့ကမနေ့ပြန်ပို့မယ်ဆိုရင်ဒီမှာမနေ့ပြန်ဆိုပြီးတော့ delivery date လေးကိုကျွန်တော်ရွေးထားလိုက်လို့ရပါတယ်ရွေးထားပြီးတော့မှကျွန်တော်တို့ကဒါကိုconfirm ဆိုပြီးတော့သိကြပြီဆိုရင် confirm လုပ်လိုက်လို့ရပါတယ်ခင်ဗျအဲ့တော့ confirm ဆိုပြီးတော့လုပ်လိုက်မယ်လုပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ delivery ဆိုပြီးတော့ကားပုံစံလေးနဲ့တခုတွေ့ရပါလိမ့်မယ်အဲ့တော့အဲ့ဒီဟာကလည်းကျွန်တော်တို့ခုနက purchase နဲ့ inventory ချိတ်ဆက်သွားတယ်လို့ပဲပေါ့နော်အဝယ်နဲ့ကိုယ်တော်နဲ့ချိတ်ဆက်တယ်လို့ပဲအယောင်းနဲ့ကိုယ်တော်နဲ့ကလည်းပြန်ပြီးတော့ချိတ်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့အယောင်းနဲ့ကိုယ်တော်နဲ့မှလည်းကျွန်တော်တို့ကဒီမှာ inventory ဆိုပြီးတော့ click နှိပ်လိုက်လို့ရပါတယ်ဒီမှာဆိုရင် delivery ပို့ရမယ့်ဟာဒီ5ခုရှိပါတယ်ဆိုပြီးတော့ကျွန်တော်တို့မြင်နေရတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဒီ5ခုဆိုတာလေးကို click နှိပ်လိုက်ရမယ်ဆိုရင်ဒါဒီမနေ့ပြန်ပို့ရမယ်ကြော်စရာဆိုတဲ့ customer စီကို excellent furniture ဆိုရင်မနေ့ကနေပို့ရမှာဒီနေ့ထိမပို့ရသေးဘူးဒါနောက်ကျတယ်ဆိုတာမျိုးလည်းအနည်းအောင်လေးနဲ့ကျွန်တော်မြင်ရပါတယ်ဆိုလိုတာကတော့ဂိုလောင်ဘက်ကလူဒီသူပို့ရမယ့်လူတွေစီကိုပို့ရမယ့်စီးရင်းတွေအနေနဲ့ပို့ပြီးမပြီးအစရှိတဲ့ဖြင့်ဒီ data တွေကိုသူအလွယ်တကူသိသွားနိုင်ပါတယ်ဆိုလိုတာကတော့အယောင်ဘက်ကလူတွေကပုံမှန်ရောင်းသွားရုံပဲပေါ့နော်ရောင်းလိုက်ပြီဆိုတာလည်းသူက customer နဲ့ပြောထားတယ်ဘယ်နေ့ပို့မယ်ဒါလေးတွေကိုသူသတ်မှတ်ပြီးတော့ဒီဘက်ဂိုလောင်ဘက်ကိုသူကဒီ information ပေးလိုက်တဲ့ပေါ့ data ပေးလိုက်တဲ့ပေါ့ပေါ့နော်ဒါပေမဲ့သူဒီထပ်ပြီးတော့ create လုပ်ဆရာမလို့ဆိုလိုတာကတော့ workload ကကျွန်တော်တို့ကနှစ်ခါမပြင်မယ်တော့ပေါ့နော်ဂိုလောင်ကလူကလည်းသူပို့ရမယ့်စည်ရင်ကိုသူဒီလက်နဲ့လိုက်ပြီးတော့ရိုက်နေရမလို့တော့ဘာလို့လဲဆိုတော့ရောင်းထားတဲ့စည်ရင်ကိုပဲဒီဘက်မှာ auto ပြန်ပေါ်လာတာဖြစ်တဲ့အတွက်ပေါ့အဲ့တော့ဂိုလောင်ကလူကဘာလို့လဲကြည့်ရုံပဲလဲဆိုတော့ဒီလူစီကိုဒီ sale order number နဲ့ဒီ quantity ပို့ရမှာမှန်သူပြင်စေရုံပဲဖြစ်သွားပြီပေါ့နော်အဲ့ဒီအချိန်ဒီမှာကျွန်တော်တို့ကဒီပစ္စည်းကို9ခုပို့မယ်6ခုပို့မယ်အစရှိပြီးဒီနေရာမှာကျွန်တော်ကပြန်စစ်လို့ရတယ်ပြီးရင်သူဒီ log number log ကနေထွက်တင်တာလဲဆိုတာကိုလည်း system ကနေ auto ပြပေးထားပါတယ်ကျွန်တော်ခုပြသလိုဆိုရင် L001 ဆိုတာကိုတွေ့ရပါလိမ့်မယ်ဆိုလိုတာကတော့အရင်ဝယ်တဲ့ပစ္စည်းကိုအရင်ထုတ်ပါဆိုတဲ့စနစ်နဲ့ system ကနေကျွန်တော်တို့ကသတ်မှတ်ထားပေးတာဖြစ်တဲ့အတွက်အဲ့တော့ဂိုလောင်ကလူဒီသူ့ရဲ့ဘေးနားမှာအလွယ်တကူတွေ့တဲ့လက်လက်တဲ့ဟာကိုသူမယူသင့်တော့ဘူးပေါ့နော် system ကအကြံပေးတဲ့ဟာကိုသူမြင်နေဆိုရင်အဲ့ဒီ number ကိုသူရှာပြီးတော့ထုတ်တင်ပါလိမ့်ဒီနည်းအားဖြင့်ကျွန်တော်တို့ကဂိုလောင်မှာပစ္စည်းအဝင်ထွက်ကိုလည်းအကျိုးရှိအောင်ကျွန်တော်တို့ထိန်းသိမ်းလို့ရသွားပါတယ်ဆိုလိုတာကတော့တစ်ခါတလေကြာရင်ကျွန်တော်တို့က system မရှိဘူးပြီးရင်လည်းဘယ် number ကအရင်ဝင်တာလဲဗာလဲဆိုတော့ကိုကတေချာမသိနိုင်ဘူးဆိုရင်လက်လက်တဲ့ဟာကိုကျွန်တော်ယူလေးရှိတဲ့အကျင့်တွေလည်းရှိတတ်ကြပါတယ်ဟိုဆိုလိုတာကတော့ဒီပစ္စည်းကဒါပဲအတူတူပဲဆိုတဲ့သဘောတရားပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့ကျွန်တော်တို့က expiration လို့မျိုးပေါ့နော်ပုံသိုးလွယ်ပစ္စည်းဆိုရင်အဲ့ဒါတွေကအရင်အရေးကြီးပြီးတော့မှအရင်ထိခိုက်တဲ့ကိစ္စရပ်တွေဖြစ်ပါတယ်အဲ့လိုမျိုးဆိုရင် system ကနေဒီလိုအကြံပေးတဲ့ number ကိုသူဒီ game site ပြီးတော့ယူသိတယ်ဆိုတဲ့အားလည်းတစ်ခါလေးပါလာပါတယ်အဲ့လို game site ယူတဲ့နေရာမှာလည်းဘယ် number ယူရမလဲဆိုတော့သူခေါင်းစားရမလို့တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ system ကနေပြီးတော့မှဒီ number ယူသိမှာလေဆိုတော့သူတစ်ခါလေးထုတ်ပေးထားပြီးသားဖြစ်တဲ့အတွက်ပေါ့အဲ့တော့ဒီပုံမှန်မူတည်ပြီးတော့မှသူဒီ number ကိုတကယ်တွေ့တယ်ထုတ်တယ်တစ်ခါတလေကြာရင်ဖြစ်တတ်ပါတယ်ဘယ်လိုလဲဆိုတော့ဒီ number နဲ့ဟာဒီဟိုတစ်ခုနှစ်ခုပဲကျန်လို့ညက်နေပြီးတော့အရန်ရှာတွေ့တာလည်းဖြစ်နိုင်ပါတယ်အဲ့ချိန်ကျရင်ကျွန်တော်တို့ကတကယ် reset တဲ့တခြား number တစ်ခုကိုပဲယူရတာလည်းဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်ဘာလို့လဲဆိုတော့ customer အရေးကြီးနေပြီအရန်ဆောင်လို့မရတော့ဘူးအဲ့ဆိုရင်ကိုအမှန်တကယ်ထုတ်ပေးလိုက်တဲ့ number ကိုကျွန်တော်တို့ကဒီနေရာမှာပြောင်းလဲပြီးတော့ရွေးလို့ရပါတယ်အဲ့မှာတကယ်ရှိတဲ့ number တွေကိုသူပြပေးတာဖြစ်ပါတယ်အဲ့တော့001ကိုမတွေ့ဘူးအခု002နဲ့3နဲ့ကိုတွေ့နေတယ်အဲ့ဆိုရင်2ကိုပဲပေးလိုက်တော့မယ်ဆိုရင်သူဒီ2ကိုကျွန်တော်တို့ဒီမှာတစ်ခါလေးပြောင်းပြီးတော့ရွေးလိုက်လို့ရပါတယ်ကိုတော်ဘက်ကလူပါပေါ့နော်ဘာလို့သူကသူ့မှာအမှန်တကယ်ရှိနေတဲ့ data ကိုသူသိတာဖြစ်တဲ့အတွက်ပေါ့အဲ့တော့ဒီဟာကိုလည်းသူယူပြီးတော့ကြည့်လိုက်လို့ရတယ်ပြီးပြီဆိုရင်ဒါကိုသူ save ဆိုပြီးတော့မှ validate ဆိုပြီးတော့ကျွန်တော်တိုက်လိုက်လို့ရပါတယ်အဲ့ဒါဆိုရင်ဒီပစ္စည်းကိုကျွန်တော်တို့က customer စီကိုပို့လိုက်ပါပြီပို့ပြီးပြီဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့ဒါပြီးပြီဆိုရင်တော့ကျွန်တော်တို့ကဒီဘက်မှာsale order ဘက်ကလူကဖြတ်သွားပြီးတော့ကြည့်လိုက်လို့ရပါတယ်အယောင်ဘက်ကလူကလည်းသူကဘာကောင်းလဲဆိုရင်ဂိုလောင်ဘက်ကိုသူဒီပို့ပြီးပြီလားမပို့ရသေးဘူးလားဆိုတော့သူမေးစရာမလိုတော့ဘူး
။ဘာလဲဆိုတော့ဒီမှာသူရောင်းထားတာ9ခု deliver ဆိုပြီးတော့သူပို့ပြီးသားဖြစ်နေတာဒီ9ခုဆိုတာကိုလည်းစပြီးတော့တွေ့နေရတာဖြစ်ပါတယ်။အဲ့တော့ဆိုလိုတဲ့သဘောတရားတော့ကျွန်တော်တို့ဟိုဒီsystem က all in one မျိုးချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကိုတော်ဘက်ကလူကလည်း inventory လုပ်ငန်းစဉ်အရာသူလုပ်ကိုသူပို့ရရှိပို့လိုက်တယ်အဲ့ဒါကို sales ဘက်က safety ကလူကလည်းဝင်ကြည့်လိုက်တာနဲ့ပို့ပြီးမပို့ပြီးဆိုတော့လည်းသူသိနေရတယ်ပေါ့နော်အဲ့တော့ပုံမှန်အားဖြင့် data တွေအကုန်လုံးကချိတ်ဆက်ပြီးတော့သူတို့ဒီကြည့်လို့ရနေတာဖြစ်ပါတယ်ဒါပေမဲ့ပစ္စည်းတော့ပို့ပြီးအကျိုးစင်းတော့မတောင်းရသေးဘူးဆိုတော့ invoice မပို့ရသေးဘူးပေါ့နော်အကျိုးစင်းတောင်းဖို့အတွက်အဲ့ဒီကြောင့်မလို့ကျွန်တော်တို့ဒီမှာ create invoice ဆိုတဲ့ process လေးကိုဆက်သွားလို့ရပါတယ်ဆိုလိုတာတော့ဒါဒီ invoice ကို create လုပ်ပေးလိုက်တယ်အဲ့ဒါဆိုရင်ပစ္စည်းပို့ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ accounting team ဘက်ကနေပြီးတော့မှ customer ကိုပတ်စံတောင်းဖို့ invoice ပို့လို့ရပါပြီဆိုတာကိုကျွန်တော်တို့က draft state နဲ့ကျွန်တော်တို့အကြံပေါ့နော်သူ့ကို create လုပ်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့အဲ့ဒါကို accounting ဘက်ကလူကသူကပြန်ကြည့်ပြီးတော့ဒါကို confirm လုပ်လို့ရပါတယ်အဲ့တော့ဒီ sales order ရိုက်တဲ့သူက DTPB ဆိုရင် accounting ဘက်က accountant ကြီးသူ့ရဲ့ account အောက်မှာ customer ရဲ့ invoice အောက်မှာသွားကြည့်လိုက်တာနဲ့ draft တွေကျွန်တော်စပြီးတော့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီ draft တွေကြီးပို့လို့ရပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာ customer ကိုသွားပြီးတော့ယူလိုက်မယ်ဒါဒီပို့ဖို့တည်ကြပြီရပြီဆိုတာနဲ့ကျွန်တော်တို့က confirm ဆိုပြီးတော့ကျွန်တော်နှိပ်လိုက်လို့ရပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ confirm ဆိုပြီးတော့နှိပ်လိုက်ပြီဆိုတော့ဒါဒီအကျိုးစင်းဖြစ်သွားပါပြီအဲ့တော့ customer စီရဲ့ပတ်စံရပြီဆိုမှလာကျွန်တော်တို့က payment ရပြီဆိုရင်ဒီမှာဒီပတ်စံ payment ရပြီဆိုတာနဲ့ pay ဆိုပြီးတော့ကျွန်တော်ရွေးလို့ရပါတယ်အဲ့ဒီနေရာမှာ customer cash နဲ့ပေးတာလား ban နဲ့ပေးတာလားဘန်တော့မှကျွန်တော်တို့က specific ပြောလို့ရပါတယ် AR ဘန်လား KBZ လားအစရှိတဲ့ကိုကြိုက်တာနဲ့လည်းလုပ်လို့ရတယ်ပေါ့နော်ဟိုမှာ customer ကို invoice ပေးတယ် cash တွေ collection cash ကောက်လာတယ်ဆိုရင်လည်းကျွန်တော်တို့ဒီမှာ cash နဲ့ပဲတခါတည်းလုပ်လို့ရတယ်ပေါ့နော် payment date ကလည်းဒီနေ့ရတယ်ဆိုရင်လည်းဒီနေ့ date ပေါ့နော်အဲ့လိုမျိုးပုံစံနဲ့ကျွန်တော်တို့တွားလို့ရပါတယ်အဲ့တော့ဒီဟာကိုကျွန်တော်တို့က payment ရပြီဆိုတာနဲ့ pay state အနေနဲ့ကျွန်တော်တို့ရောက်သွားပြီဖြစ်ပါတယ်အဲ့တော့ဒါတွေကကျွန်တော်တို့က print ထုတ်မယ်ဆိုရင်လည်း print ထုတ်လို့ရတယ်ဒီမှာကျွန်တော်တို့က A4 size နဲ့ကျွန်တော်တို့ကတကယ် print ထုတ်တဲ့ process ကိုလည်းသွားလို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာကျွန်တော်တို့ print အနေနဲ့ဒီ design တွေကလည်းလူကြီးမင်းတို့ရဲ့လုပ်ငန်းနဲ့ကိုက်ညီတဲ့ print format လေးတွေကအစားကျွန်တော်တို့ကတတ်မှတ်တဲ့ပုံစံတိုင်းပြန်ပြောင်းလို့ရပါတယ်အဓိကတော့ဒီမှာဒီပစ္စည်းဝယ်ထားတယ်ဘယ်နေ့ဝယ်ထားတယ် due date ပေါ့နော်သူ့အကျွေးနောက်ဆုံးပြရမယ့်နေ့ကဘယ်နေ့ပါစသဖြင့်ပြီးရင်ဒီမှာဘယ်နေ့ကတော့ပတ်စံပေးပြီးပါပြီသူစီကိုပို့ထားတဲ့ပစ္စည်းကတော့9ခုဖြစ်ပါတယ် serial number ဘယ် number နဲ့ကျွန်တော်တို့ပို့ထားပါတယ်စသဖြင့် information အစုံကျွန်တော်ကထည့်ပြီးတော့မှကို customer ကိုပို့လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ဒီဟာကကျွန်တော်တို့ကဒီ invoice တွေပေးပြီးဆိုရင်လည်းကျွန်တော်တို့ခုနကပြောသလိုပဲဘယ် customer ကတော့ပေးပြီးဘယ် customer ကတော့မပေးရသေးဘူးစသဖြင့်လည်းကျွန်တော်တို့မြင်ရပါတယ်အဲ့တော့ဒီ process လေးတွေကတော့ကျွန်တော်ခုနပြောသလိုပဲ simple process လေးတွေပေါ့နော်အခြေခံအကြဆုံးသော trading လုပ်ငန်းရဲ့ပစ္စည်းဝယ်လိုက်တယ်ကိုတော်ထဲမှာထိမ့်သိမ်းလိုက်တယ်ပြီးရင်ပြန်ရောင်းလိုက်တယ် delivery ပို့လိုက်တယ် invoice တွေဖွင့်တယ်ပြီးရင်ပေးရမယ့် bill တွေဖွင့်တယ်အစရှိသဖြင့်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ inventory မှာဆိုရင်လည်းထို့အတူပဲကျွန်တော်တို့ကကိုယ့်ရဲ့လက်ကျန်စာရင်းတွေကိုလည်းအချိန်မီချက်ချင်းပြန်စစ်နေလို့ရတယ်ဒီမှာတရားဆိုရင်လည်းကျွန်တော်တို့ခုနကတော့199ရဲ့300ဆိုပြီးနှစ်ခုရှိတဲ့ထဲမှာကျွန်တော်တို့နောက်ဆုံးရောင်းလိုက်တဲ့ဟာဒီL002 loan number ကိုရောင်းလိုက်တာဖြစ်တဲ့အတွက်သူ့ရဲ့300တွေကနေ295ဆိုပြီးတော့နှုတ်သွားတာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဆိုလိုတာကတော့သက်ဆိုင်ရာ loan number အလိုက်ကိုပဲသူကနှုတ်သွားမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကြောင့်မလို့ဒီဟာကဘယ် loan number ကတော့ဘယ်လောက်ကျန်နေဆိုတာကိုလည်းသူကအတိအကျပြန်ပြီးတော့စစ်လို့ရတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ပြီးပြီဆိုရင်လည်းကျွန်တော်တို့ဒီမှာ invoice မှာပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်းဒီ invoice ကဘယ် customer ကိုဘယ်လောက်နဲ့ရောင်းထားတယ်ဖြစ်ရင်ဒီမှာကျွန်တော်တို့ကရောင်းလိုက်တဲ့ဟာဒီ650ပါသူ့ရဲ့အရင်ဒီ900ပါဆိုတာမျိုးလည်းကျွန်တော်တို့ပြင်မြင်ရတယ်ဆိုတော့ရောင်းသေးက130နဲ့ကျွန်တော်တို့က9ဘူးအဲ့တော့9ဘူးရဲ့တကယ်နောက်ခံဈေးကကြတော့100နဲ့9ဘူးပေါ့နော်အဲ့တော့ကြောင့်မလို့900ပေါ့ကျွန်တော်တို့ဒီလိုမျိုးပုံစံနဲ့လည်းပြန်ပြီးတော့မြင်ရပါတယ်အဲ့တော့ကြောင့်မလို့ဒါတွေအကုန်လုံးကကြတော့ကျွန်တော်တို့ကဒီအတိုင်းလောက်သွားရုံနဲ့ကောင်းလေးရဲ့အောက်မှာကျွန်တော်တို့နှစ်ချုပ်လာချုပ်လိုမျိုးစရင်းတွေမှာ profit and loss လို့ခေါ်တဲ့အရေးကြီးဆုံးအရှုံးရစရင်းကိုကျွန်တော်တို့ကတစ်ခါတည်းပဲမြင်ရတာဖြစ်ပါတယ်ခင်ဗျ
အဲ့တော့ဒီအရှုံးပြက်စည်းမှာဆိုရင်လည်းဒါလူချင်းမင်းတို့လိုချင်တဲ့ပုံစံတွေကော်လန်နေနဲ့လည်းကျွန်တော်တို့ကထုတ်လို့ရပါတယ်ဒါကတော့သူ့ရဲ့အယူရှင်းဆုံးသောပုံစံပေါ့နော်အပေါ် revenue ဆိုတာကတော့ကျွန်တော်တို့ဝင်ငွေပေါ့ရောင်းလိုက်တဲ့အချိန်မှာဘယ်လောက်ရောင်းရတယ်ဆိုတဲ့ဟာအဲ့တော့စုစုပေါင်းကျွန်တော်တို့1926ကျပ်ကျွန်တော်တို့ရောင်းပြီးပြီအဲ့ဒီဟာအတွက်အရင်ဈေးကတော့1100ရှိပါတယ်ဆိုတော့ cost of goods လို့ခေါ်တဲ့အရင်ဈေးနဲ့ကျွန်တော်တို့ဒီမှာတွက်ပြလာတာဖြစ်ပါတယ်ခင်ဗျအဲ့တော့အဲ့နှစ်ခုကိုခြားနားလိုက်မယ်ဆိုရင်ကျွန်တော်တို့ကသူ့ရဲ့ gross profit လို့ခေါ်တဲ့အကျန်းအမြတ်က626ကျပ်ဖြစ်နေပြီဆိုတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီဟာကိုကျွန်တော်တို့အနေနဲ့ကအခြား expense တွေ salary တွေဒါမှမဟုတ်ရင်စီကိုမီကိုရေကိုအစရှိတဲ့ဒါတွေကိုထပ်ထည့်လိုက်မယ်ဆိုရင်တော့ net profit လို့ခေါ်တဲ့အတတိအမြတ်ကိုပါအောက်မှာတစ်ခါတည်းတက်ပြီးတော့မှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဆိုလိုတဲ့ body ကတော့ဒီ report တွေအတွက်ကျွန်တော်တို့ဒီအချိန်မကုန်တော့ဘူးလို့ပြောချင်တာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီဟာကြီးကျွန်တော်ခုနပြောသွားတဲ့ process တွေဆိုရင်အရန်ရိုးရှင်းတဲ့ process တွေနေပဲပေါ့နော်ဒါပေမဲ့လုပ်ငန်းတိုင်းမှာကတော့ကျွန်တော်တို့ရိုးရှင်းနိုင်ရှိတယ်ရှုပ်ထွေးမှုတွေရှိတယ်အဲ့ဒီပုံမှာပဲကျွန်တော်တို့က system ထဲမှာဘယ်လိုသုံးမယ်ပြီးရင် system မှာဘယ်သူတွေကတော့ data ကိုခွဲယူပြီးတော့မှဘယ်လိုစီးရင်သွင်းမယ်ဒါမျိုးလေးတွေလည်းကျွန်တော်တို့ကချိတ်ဆက်ပြီးသုံးလို့ရပါတယ်အဲ့လိုချိတ်ဆက်ပြီးသုံးလိုက်မယ်ဆိုရင်တော့ဒီပုံမှာကျွန်တော်ခုနပြောသလိုပဲသက်ဆိုင်ရာ report တွေကထပ်ပြီးတော့အချိန်ကုန်ရမလို့တော့ဘူး system ကနေနောက်ွယ်ရအဲ့ report တွေကို auto ထုတ်ပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်လည်းကျွန်တော်တို့အရှုံးမြတ်စည်းမှာဆိုရင်လည်းတစ်နှစ်လုံးနဲ့ကြည့်လို့ရတယ်ကျွန်တော် quarterly ဖြတ်ကြည့်လို့ရတယ်တစ်လစာကြည့်လို့ရတယ်ကျွန်တော်တစ်ပတ်စာကြည့်ခြင်းနဲ့တစ်ရက်စာကြည့်ခြင်းနဲ့ဆိုရင်လည်းအောက်မှာကျွန်တော်တို့က date နဲ့ကိုယ့်ကိုဖြတ်ပြီးတော့လည်းကြည့်လို့ရပါတယ်ဥပမာအဖြစ်ဒီမေလ30ကနေပြီးတော့မှဇွန်လ1ရက်နေ့ထိ3ရက်စာလောက်ပဲကျွန်တော်ကြည့်ခြင်းနဲ့ဆိုရင်လည်းဒီလိုမျိုး date လေးနဲ့ကျွန်တော်ကြည့်လိုက်လို့ရပါတယ်အဓိကထားပါတော့ကျွန်တော်တို့ဒီမေလ29တိတန်းကိုပဲကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့data ကတော့ဒီမှာကျွန်တော်တို့ sorry မေလ29ပဲကြည့်မယ်ဆိုရင်ဒါဆိုရင်တော့ data မရှိတော့ဘူးပေါ့နော်။ဘာလို့လဲအဲ29မှာကျွန်တော်တို့ဘာမှမသွင်းထားသေးတာဖြစ်တဲ့အတွက်ပေါ့။အဲ့လိုမျိုးလေးတွေကအစားကျွန်တော်တို့ကတစ်ဖြတ်ချင်းစီကိုပိုင်းပိုင်းပြီးတော့ကြည့်သွားလို့ရပါတယ်။အဲ့တော့ဒီ report တွေအကုန်လုံးကလည်းကျွန်တော်တို့ဒီမှာ accounting နဲ့ပတ်သက်တဲ့ report ဆိုရင်လည်းကို accounting နဲ့ပတ်သက်တဲ့report အစုံကိုကျွန်တော်တို့ထည့်ထားပေးပြီးသားလည်းဖြစ်ပါတယ်ခင်ဗျ။အဓိကတော့ကျွန်တော်တို့ခုနပြောသလိုပဲအကျွေးစင်းရလိုမျိုးကိုအတွက်ရရရှိအကျွေးစင်းဆိုရင်ဘယ်သူတွေစီကနေဘယ်လောက်ရဖို့ကြံသေးတာလဲဒါမျိုးကိုကျွန်တော်တို့တက်ကြည့်လို့ရတယ်။ထို့တူပဲကိုပေးရရှိစင်းဆိုရင်လည်းဘယ်သူတွေကိုဘယ်လောက်ပေးဖို့ရှိသေးလဲဒါဆိုရင်ဘိုင်းနဲ့ဂျိုရှိကိုကျွန်တော်တို့ပေးဖို့ကြံသေးတယ်။ဒီမှာဆိုရင်သူကဘယ်လိုထိပြလဲဆိုရင်ဘိုင်းဆိုရင်တော့ကျွန်တော်တို့ကပေးရမယ့်ရက်မကြော်သေးဘူးပေါ့နော်။ဒီဟာဆိုရင်ကျွန်တော်ပေးရမယ့်ရက်ဒီကြော်နေပြီဆိုလိုတာကတော့တစ်လအတွင်းကိုဝင်နေပါပြီပေါ့နော်။အဲ့လိုမျိုးအပိုင်းလိုက်ကကျွန်တော်တို့မြင်ရပါတယ်အဓိကကတော့ဒါဆိုရင်ကျွန်တော်တို့ကပေးရမယ့်ဟာရောရရမယ့်ဟာရောကျွန်တော်တို့ကအကျွေးဒီလွန်နေပြီလားမလွန်သေးဘူးလားအစရှိပြီးဒါမျိုးတွေကိုကျွန်တော်တို့ကြည့်လို့ရပါတယ်အဲ့တော့ကိုယ်အကျွေးကောက်ဖို့မေးနေရမျိုးတွေလည်းမဖြစ်နိုင်တော့သလိုငင်းပွားတဲ့ပြဿနာတွေလည်းရှင်းလင်းလာမှာဖြစ်ပါတယ်အဓိကတော့system ကိုတုံးလိုက်တယ်ဆိုရင်ကျွန်တော်တို့ invoice စဖွင့်ကနေကသူ့ကိုအကျွေးဘယ်နေ့ထိပေးမှလဲဘယ်နှစ်ရက်ပေးမှလဲဒါတွေကိုကျွန်တော်တို့ကဒီမှာ payment plan လို့ခေါ်တဲ့ရက်တွေလည်းသတ်မှတ်လိုက်ရတယ်လို့ကိုကြိုက်တဲ့ရက်တစ်ရက်ကိုလည်း manual သတ်မှတ်လိုက်လို့ရတယ်ဥပမာ4ရက်နေ့ကိုဒီအကျွေးကိုပြန်ပေးပါဆိုတာမျိုးပေါ့နော်သူအကျွေးပေးထားတဲ့4ရက်နေ့ထိသူ့ရဲ့ payment ကိုကျွန်တော်တို့ကစောင့်နေဆိုရင်ဒီလိုမျိုး invoice customer ကိုပို့လိုက်ပြီဆိုတာနဲ့ဒီဟာဒီကျွန်တော်တို့က4ရက်နေ့ထိအချိန်ရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့အဲ့ဒါကိုကျွန်တော်တို့ကခုနပြောလိုပဲကိုရရဲ့အကျွေးစင်းမှာသွားကြည့်လိုက်နေဆိုရင်အကျွေးစင်းမှာတော့ပေါ်တယ်ဒါပေမဲ့ update ဆိုပြီးတော့ overdue လို့ခေါ်တဲ့ရက်လွန်အကျွေးလို့တော့မပေါ်တော့ဘူးပေါ့နော်တကယ်လို့ရက်လွန်သွားပြီဆိုရင်အောက်ကတယောက်ဆိုရင်ကျွန်တော်တို့ရက်လွန်နေပြီဖြစ်တဲ့အတွက်သူဒီတရက်ကနေရက်30အတွင်းမှာရှိပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ပြထားနေတာဖြစ်ပါတယ်အဲ့တော့အဓိကကတော့ကျွန်တော်တို့ကဒီ ODE မှာဆိုရင်တော့ module တွေလည်းအများများတာဖြစ်တဲ့အတွက်တခုချင်းစီကိုကျွန်တော်တို့ပြောသွားမယ်ဆိုရင်လည်းအချိန်လေးတော်တော်ကြာနိုင်ပါတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်ကဒီအခြေခံအကြဆုံးတော့ဒီ trading business လေးကိုပဲစံပြန်ပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာအဲ့တော့reporting တွေကတော့ကျွန်တော်ခုနပြောသလိုပဲစုံလင်ပါရှိပါတယ်သူ့ရဲ့ reporting တွေမှာ dashboard လိုမျိုးတွေကျွန်တော်တို့ပြပေးထားတာတွေလည်းရှိပါတယ်ဒီမှာဆိုရင်အယောင်ဆိုရင်လည်းအယောင်ရဆုံး order ဒီဘယ်သူကအယောင်ရဆုံးလဲအယောင်ရဆုံး product
တွေဘယ် product ကအရောင်းရဆုံးလဲဒါမျိုးတွေကအစား automatic ကျွန်တော်ထွက်ပေးထားတာဖြစ်ပါတယ်ခင်ဗျပြီးရင် category ဆိုရင်လည်းဘယ် category ကအရောင်းရဆုံးလဲကျွန်တော်ခုနပြောသလိုပေါ့drinking cup water category လားဒါမှမဟုတ်ရင် dairy product လားဒါမှမဟုတ်ရင် stationery လားဆိုတော့ကိုယ်ဆိုင်ကိုကို customer တွေကဘာတွေကိုအဝယ်များတာလဲဆိုတော့သုံးသပ်တာနဲ့real time data လို့ကျွန်တော်ထည့်ပြောသလိုပေါ့နော်အချိန်နဲ့အမျှ update ဖြစ်နေတဲ့အတွက်ကိုဒီအလင်းအမြန်ဘယ်ပစ္စည်းတွေကိုအာရုံစိုက်ပြီးတော့ပို့ပြီးရင်းနှီးသင့်တယ်ဆိုတော့လေကိုကပို့ပြီးတော့ဆုံးဖြတ်ချက်တွေမြန်ဆန်လာနိုင်ပါတယ်ခင်ဗျအဲ့လိုမျိုးပုံစံနဲ့ကျွန်တော်ကြည့်လို့ရပါတယ်အကောင့်လေးဆိုရင်လည်းထို့တူပဲကျွန်တော်တို့ကကိုယ်မှာ income ဘယ်လောက်ရှိရဲရရရှိဘယ်လောက်ရှိရဲပြီးရင်အကျွေးဘယ်လောက်ရှိရဲဒါမျိုးတွေကိုလည်းအလင်းအမြန်သိနိုင်တယ်လို့လက်ထဲမှာ cash အနေနဲ့ကိုယ့်ရဲ့ cash ကဘယ်လောက်ရှိနေပြီလဲဆိုတော့လေမြန်ဆုံးသိနိုင်ပါတယ်ဆိုလိုတာတော့ကျွန်တော်တို့ဒီဟာဒီအကောင့်တန်းတွေအနေနဲ့လည်းအသုံးဝင်လို့ပိုင်ရှင်တွေအနေနဲ့လည်းအသုံးဝင်လာနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တစ်ခါလေကြာရင်ကိုယ့်ရဲ့ bank account တွေကိုယ့်ရဲ့ cash in hand တွေဆိုတော့လုပ်ငန်းမှာလည်းပတ်ပြီးတော့မှလက်ထဲမှာငွေသားဘယ်လောက်ရှိတယ်ဘဏ်ထဲမှာဘယ်လောက်ရှိတယ်ဆိုတာအစားရုပ်တရက်သိနိုင်ဖို့အတွက်ဆိုရင် system သုံးလိုက်တယ်ဆိုရင်တစ်ချက်ကြည့်လိုက်တာလည်းကျွန်တော်သိလို့ရပါပြီဖြစ်ပါတယ်ဆိုလိုတာတော့ကိုယ်မှာလက်ကျန်ငွေဘယ်လောက်ရှိတယ်ဆိုရင်အကျွေးပေးရခြင်းကိုကျွန်တော်တို့စီစဉ်လို့ရသွားတယ်ဘယ်လုပ်ငန်းကိုတော့ဘယ်လောက်ပေးမယ်ဘယ်လုပ်ငန်းကိုအပြည့်ပေးမယ်ဘယ်လုပ်ငန်းကိုခဏဆိုင်မယ်ဒါမျိုးတွေအစားကျွန်တော်တို့ကပြန်ပြီးတော့ချိန်ဆလို့ရသွားပါတယ်ခင်ဗျအဲ့တော့ကိုယ့်ရဲ့ margin profit margin တွေဆိုရင်လည်းဘယ်လောက် percentage ထိကျွန်တော်တို့ဒီ profit ရနေပြီလဲအစားရှိပြင်ဒါမျိုးတွေကိုလည်းကျွန်တော်တို့ကကြည့်လို့ရလာပါတယ်ဆိုလိုတာကတော့ကျွန်တော်တို့ကဒီ dashboard တွေ report တွေစုံနေကြည့်ပြီးတော့မှကျွန်တော်တို့ဒီ management ဘက်တွေကျွန်တော်တို့ဒီဘက်က business owner ဘက်တွေကနေပြီးတော့မှမြန်မြန်ဆန်ဆန် data ကို analysis လုပ်လာနိုင်တယ်ဆိုတဲ့အကောင့်ကျိုးလည်းရသွားပါတယ်ခင်ဗျအဲ့တော့ဒီ data တွေကိုခုနကလိုရဖို့အတွက်ကျွန်တော်တို့ဒီအထွေအထူးတခြားနည်းလမ်းတွေအများကြီးအချိန်တွေကုန်အောင်လုပ်နေရမှာမဟုတ်ပါဘူးပုံမှန်လုပ်ရိုးလုပ်စဉ်ကျွန်တော်ခုနကမှထည့်ပြောသွားလို့ပဲpurchase အဝယ်ဘက်ကလူကလည်းပုံမှန်သူဝယ်တဲ့နေ့စဉ်အဝယ်ကိုသူစီရင်သွင်းသွားမယ်ထို့တူပဲ inventory လို့ခေါ်တယ်ကျွန်တော်တို့ godown ဘက်ကလည်းသူ့ရဲ့ဒီဘက်ကရရှိတဲ့inventory ဘက်ကနေ stock တွေကိုလက်ခံတယ်ပြီးရင် deliver ပို့တာတွေကိုပို့မယ်ထို့တူပဲအယောင်းဌာနကလည်းရောင်းစရာရှိတာတွေရောင်းမယ်အကောင့်ကြီးဌာနကလည်းသူနဲ့သက်ဆိုင်တဲ့ data တွေကိုအကျွေးကောက်တာတွေ payment ရတာတွေကိုလုပ်သွားမယ်ဒါတွေအကုန်လုံးကိုပုံမှန်လုပ်ငန်းတွေကိုလုပ်နေုံနဲ့နောက်ွယ်တဲ့ data တွေကတော့ကျွန်တော်တို့က auto ကြည့်လို့ရနိုင်မှာလည်းဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီဟာလေးကတော့ကျွန်တော်တို့ဒီ system ကို ERP system လို့ခေါ်တဲ့ all-in-one solution ကိုသုံးလိုက်ခြင်းအပြင်ရရှိလာနိုင်တဲ့အကျိုးကျေးဇူးတွေကိုပဲကျွန်တော် OTP တော့ပြောပြပေးတာဖြစ်ပါတယ်ခင်ဗျသိချင်တာတစ်ခုကပေါ့လေဒီ Udu system မှာပေါ့ကျွန်တော်ဒီမှာရှိတဲ့လုပ်ငန်းတွေအများစုကကြတော့ဒီ digital ပေါ်တက်ဖို့အဆင်သင့်မဖြစ်ကြတာများတယ်ပေါ့လေဒီခါကျရင်အခုတို့ဘက်ကပေးနိုင်တဲ့ support ရယ်ပြီးတော့ကျွန်တော်တို့ဒီအခုတို့ရဲ့လုပ်ငန်းတောက်လျှောက်ပေါ့နော်ဒီပုံမှာကြုံတွေ့ရတဲ့အခက်အခဲပေါ့ဒီကလုပ်ငန်းရှင်တွေဘက်မှာဒီ Udu သုံးနိုင်ဖို့ရေးသူတို့ဘက်မှာပြင်ဆင်ရမယ့်လိုအပ်ချက်တွေပေါ့နော်အခုတို့ရဲ့တွေးကြုံလေးတွေကိုကြားကြတာပါခင်ဗျာကဲကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာမေးခွန်းလေးအတွက်ဟုတ်ကဲ့အခုမေးသွားတဲ့မေးခွန်းလေးရတယ်အရင်ကောင်းပါတယ်ခင်ဗျာအဓိကကတော့digital မသုံးခင်မှာကြုံတွေ့ရတဲ့ပြဿနာလေးတွေပေါ့ကျွန်တော်တို့မှလည်းဒါရှေ့မှာအတွေ့အကြုံလေးတွေလည်းရှိခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့ပထမတစ်ဖြတ်တုန်းကကျွန်တော်တင်ပြလိုက်တဲ့အထက်မှာပါခဲ့တဲ့အချက်လေးကိုပြန်ကောင်းလို့ရမယ်ဆိုရင်ကျွန်တော်တို့ကဒီ digital transformation ပေါ့လုပ်ငန်းတစ်ခုမှာကျွန်တော်တို့က system သုံးဖို့အတွက်တကယ်အောင်မြင်မြင်ရောက်ဖို့ဆိုရင်ကျွန်တော်တို့ကသုံးမလဲညီညွတ်ဖို့လိုပါတယ်ပထမဆုံးအချက်ကတော့ကျွန်တော်လုပ်ငန်းပိုင်ရှင်သို့မဟုတ်ဒီစီမံကွန်ဂရက်နေတဲ့လူကြီးတွေပေါ့နော်အဲ့ဒါကတစ်ဖက်ပေါ့ပြီးရင်တကယ်သုံးမဲ့ user တွေသူတို့ကလည်းတစ်ချမ်းလိုပါတယ်ပြီးရင်ကျွန်တော်တို့ဒီservice payment provider ကျွန်တော်တို့ဒီ Zetalet company လို့ပေါ့နော်ဒီသုံးမလဲကပူပေါင်းပြီးလှုပ်ဆောင်မှာဒါအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးစပြီးတော့ကြုံတွေ့ရတဲ့အခက်အခဲကဘာလဲဆိုတော့ကျွန်တော်တို့ဒီ data တွေပြင်ဆင်တာနဲ့ဘယ်အပိုင်းကိုသုံးရမယ်ဆိုတာကိုရုပ်တရက်မဆုံးဖြတ်နိုင်တဲ့အခက်အခဲပေါ့ဘာဖြစ်လို့ဆိုလုပ်ငန်းရှင်ဘက်ကလည်းကောင်းကျိုးတွေကိုတော့သိတယ်ဒါပေမဲ့ဘယ်ကနေစရမလဲဘာတွေကိုကျွန်တော်တို့ကအာရုံထားရမလဲပေါ့နော်အဲ့လိုမျိုးလေးတွေလည်းဖြစ်တတ်ပါတယ်ခင်ဗျဘာဖြစ်လို့လဲဆိုတော့တစ်ခါလေကြာရင်အရန်ကောင်းတော့လုပ်ချင်တာတွေအများကြီးလည်းဖြစ်သွားတတ်ပါတယ်အကုန်လုံးကိုလည်းသုံးပြလိုက်ခြင်းတယ်ပေါ့အဲ့လိုမျိုးတွေလည်းဖြစ်တတ်ပါတယ်ခင်ဗျအဲ့ချိန်ကျရင်ကျွန်တော်တို့အကြံပေးလေးရှိတာကတော့ပထမဆုံးဒီအကိုတို့စိတ်ဝင်စားတဲ့လုပ်ငန်းရှင်တွေနဲ့အရင်ဆုံးဆွေးနွေးပေးပါတယ်ပြီးတော့အရင်ဆုံး
major ပေါ့နော်ကျွန်တော်တို့အခက်အခဲအဖြစ်ဆုံးအပိုင်းကဘယ်ပိုင်းဖြစ်နေလဲဆိုတာလေးကိုလည်းကျွန်တော်မေးခွန်းလေးတွေမေးပါတယ်ဥပမာအပြင်အယောင်ဘက်ကတော့အဆင်ပြေတယ်ဒါပေမဲ့ stock ကိုကျွန်တော်တို့ကအချိန်ကြီးမသိနိုင်ဘူးဒါကလေ stock မှာဘယ်လောက်ကျန်လို့ကျန်မှလည်းမသိဘူးဒါကလေ damage တွေဘယ်လောက်ဖြစ်နေလဲမသိဘူးဒါမျိုးဖြစ်လာပြီဆိုရင်ဒါဒီ pain point လို့ခေါ်ရတာပေါ့နော်အခက်အခဲအဖြစ်ဆုံးအပိုင်းဒီကျွန်တော်တို့က go down ပိုင်းလို့ပြောလို့ရလာတယ်ဝယ်တဲ့သူကလည်းသူကအဆင်ပြေတယ်ဝယ်နေတယ်ရောင်းတဲ့သူကလည်းကိုတော်မှာကြည့်ပြီးတစ်ခါလေးရောင်းတယ်တစ်ခါလေးရောင်းလို့သာရောင်းနေတာဘယ်ပစ္စည်းတွေကဘယ်လောက်ကျန်ဘယ်လောက်ထွက်နေမှမသိဘူးဆိုတဲ့အားကြတော့ကျွန်တော်တို့က stock control ဘိုင်းကဒါအများဆုံးအခက်အခဲဖြစ်တဲ့အပိုင်းပေါ့အဲ့တော့ကျွန်တော်တို့ဒီဘာကိုစရမလဲဆိုရင် stock control ကိုဘယ်လိုစပြီးပြောင်းလဲမလဲအဲ့ဒီပုံမှာမူတည်ပြီးတော့မှဒီဘက်ကအဆင်ပြေပြီးသားလုပ်ငန်းပါပေါ့ကျွန်တော် department တွေဌာနတွေကိုလည်းပူးပေါင်းလာအောင်ဘယ်လိုလုပ်ရမလဲဆိုတာမျိုးလေးကိုကျွန်တော်တို့ကပြန်ပြီးတော့စဉ်းစားတာပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့တစ်ခါလေကြာရင်အဆင်ပြေနေတယ်ဒီအဲ့တော့လက်ရင်းနဲ့ပဲတစ်ခါလေပါဇက်နဲ့ပဲရောင်းနေတာအဆင်ပြေတယ် system ကြီးသုံးမှ quotation ကြီးထားပွင့်နေရတယ်အချိန်ကုန်နေတာမျိုးတွေဖြစ်တတ်ပါတယ်တကယ်တမ်းတော့အဲ့လိုတော့မဟုတ်ဘူးပေါ့နော်တစ်ခါလေကြာတော့ကျွန်တော်ကလုပ်ငန်းရှင်တွေဒီဦးစီးဦးဆောင်လုပ်နေတဲ့manager တွေကပါဝင်ဖို့ဆိုတာအဲ့ဒါတွေပါလာပါတယ်ဘာလို့ဆိုတော့တစ်ခါလေအရန်တော်တဲ့အယောင်သမားတွေရှိတတ်ပါတယ်သူတို့ကတော့ system ကိုသုံးရတာသူတို့မှာဘယ်လိုပြောမလဲကျွန်တော်တို့အလုပ်တစ်ခုပူတယ်လို့ခံစားရတဲ့ဟာမျိုးရှိတတ်ပါတယ်အဲ့ဒီညာရင်ကျွန်တော်တို့ကဒီပိုင်ရှင်တွေကလည်းသူတို့ကိုဖြောင်းပြပြီးတော့ပဲဖြစ်စေဒီခါလေးဖြောင်းပြရင်းနဲ့လိုအပ်ရင် SOP လို့ခေါ်တဲ့ကျွန်တော်တို့ဒီလုပ်ငန်းစဉ်အနေနဲ့တတ်မှတ်လိုက်တာပဲဖြစ်စေပေါ့သူcustomer ကိုရောင်းတာရတဲ့ပြဿနာမရှိဘူးပါဇက်နဲ့ပဲရောင်းလိုက်ဒါပေမဲ့စရင်းကိုတော့မဖြစ်မနေထည့်ရမယ်ဆိုတာမျိုးအဲ့တော့ကိုယ့်စီကို report တင်ရင်လည်း system ကနေ report ကိုပဲတင်ပါဆိုတာမျိုးလေးတွေကိုကျွန်တော်ကပြောင်းလဲခိုင်းရတာလေးရှိလာပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့တော့မှသာရည်ရှိမှာအကျိုးရှိမှာဖြစ်တဲ့အတွက်ပေါ့အဲ့တော့ကျွန်တော်တို့မှာကြုံတွေ့ရတဲ့အခက်အခဲတွေဆိုရင်အဲ့လိုမျိုးလေးတွေကျွန်တော်စပြီးကြုံတွေ့ရပါတယ်တခါလေးဆိုရင်တချို့ဆိုရင်လည်းဒီ system တော့မသုံးဘူး digital transformation တပိုင်းစားလို့ပြောလို့ရတယ်ကျွန်တော် Excel တွေပြေချသုံးတတ်တာလည်းရှိတတ်ပါတယ်ဥပမာ accounting ဘိုင်းတွေပေါ့accounting ဘိုင်းတွေဆိုရင် accountant တွေဆိုရင် Excel သုံးတတ်တယ်ဆိုရင် Excel မှာကျတော့သူက data ကိုလိုသလိုပြင်ဖို့လည်းရတယ်တခုခုမှာခဲ့ပေါ့ယုံကြည်ရတဲ့ accountant တွေဖြစ်တဲ့အတွက်လည်းပိုင်ရှင်ကလည်းမျက်နှာလိုက်ထားတာတွေရှိတတ်ပါတယ်ဒါပေမဲ့အဲ့အချိန်မှာအခက်အခဲကဘာဖြစ်သွားလဲဆိုတော့ system သုံးရင်ကျတော့သူတို့တခုကိုလွယ်ရင်အလွယ်တကူပြင်မပြီးတော့ system ကကျတော့ဘာဖြစ်လို့လဲဆိုတော့သူကလုံခြုံရေးကိုဦးစားပေးတဲ့အတွက်သူ့မှာနောက်က control တွေရှိသွားတယ်တခုခုမှားရင်2ဆင့်3ဆင့်လောက်ပြင်ရတာဖြစ်တယ်အဲ့ချိန်ကျရင်လည်းဒီအသုံးပြုတဲ့ accountant တွေကပြန်ပြီးတော့ကန့်ကွက်တဲ့ပုံစံမျိုးလေးတွေ against ပုံစံမျိုးလေးတွေပေါ့ system သုံးမှသူတို့တော့ပိုရှုပ်လာတယ်ဆိုတာမျိုးလေးတွေဖြစ်တတ်ပါတယ်အဲ့လိုအချိန်မျိုးဆိုရင်လည်းကျွန်တော်တို့ကဖြောင်းပြပေးရတာတွေကောင်းကျိုးလေးတွေပြောပေးရတာတွေရှိတတ်ပါတယ်အဲ့တော့ကျွန်တော်တို့ကပုံမှန်ဆိုရင်တော့တစ်ဆင့်ချင်းကိုကျွန်တော်တို့ကအချိန်ယူပြီးတော့သူတို့ကိုဖြောင်းပြပြီးတော့ system ကိုရောက်သွားရတယ်ပေါ့အဲ့တော့တဖြည်းဖြည်းနဲ့ stable ဖြစ်လာရင်တော့ဒီ system ရဲ့ကောင်းကျိုးကိုတော့သိလာကြတာပေါ့နော်တကယ်တမ်းကျတော့ user တွေဘက်ကလည်းသူတို့ပို့ပြီးတော့သူတို့အတွက်အလုပ်သက်သာလာတယ်ဆိုတော့လေပြန်ပြီးလက်ခံလာပါတယ်ဘယ်လိုနေရာတွေမှာသက်သာသွားလဲဆိုရင် report ပေးရတဲ့နေရာတွေမှာသက်သာသွားတယ်ဘာလို့လဲဆိုတော့တခါလေကြာရင်ပိုင်ရှင်ကဘယ်ပစ္စည်းကအများဆုံးရောင်းနေရလဲလို့ရုပ်တရက်ပေးလိုက်တဲ့အချိန်မှာရုပ်တရက်မဖြေနိုင်ဘူး manager တွေအဲ့လိုမျိုးဆိုရင် system ကိုကြည့်လိုက်တာလည်းဖြေနိုင်တယ်အဲ့လိုမျိုးလေးတွေပေါ့တခါလေကျတော့တချို့လူတွေကအရန်အံ့ဩစရာကောင်းပါတယ်ကျွန်တော်တို့လည်းသူတို့ခေါင်းထဲမှာကွန်ပျူတာနဲ့အရင်မြင်တယ်သူချက်ချင်းတက်ကနေပတ်ကနေဖြေနိုင်အဲ့လိုလူတွေကြာရင်ကျွန်တော်တို့လည်းခါလေကျပြောရခဲ့တယ် system သုံးမှဒါတွေကောင်းတယ်မဟုတ်ဒါတွေက system မသုံးတဲ့သူကစက္ကန့်ပိုင်းနဲ့ဖြေနိုင်တယ်ဆိုတော့သူတို့ကြတော့ကျွန်တော်နည်းနည်းပြောရခက်တယ်ပေါ့နော်ဒါပေမဲ့သူတို့ကြတော့သူတို့ကိုတယောက်တည်းကိုမူတည်ပြီးတော့ကျွန်တော်ကလုပ်ငန်းကိုrun လုပ်နေရအောင်တယောက်တည်းကိုမူတည်လိုက်ဒီလုပ်ငန်းဒီလူတယောက်ကအကြောင်းကြောင့်မအားလို့ပဲဖြစ်စီအကြောင်းကြောင့်ဝေးရောက်နေပဲဖြစ်စီဒီလုပ်ငန်းကြီးထိခိုက်မှုဖြစ်သွားနိုင်တယ်အဲ့လိုနေထားကြတော့ဒီလိုအရန်ညံကောင်းတဲ့ပုံကုမျိုးနဲ့ထပ်တူညီတဲ့လူနောက်တစ်ယောက်ဝင်မဲ့အစားစစ်တမ်းကိုသုံးလိုက်ရင်သူ့လူမျိုးပဲသူခဏအဝေးရောက်နေတာပဲဖြစ်စီမအားလက်တာပဲဖြစ်စီသူ့ကိုမမေးနိုင်တဲ့အချိန်မှာ system ကိုသုံးရလို့ရှိရင်အကျိုးပိုရှိသွားတယ်ဆိုတာမျိုးလေးနဲ့လည်းကျွန်တော်ပြန်ပြီးတော့ရှင်းပြရတာဖြစ်ပါတယ်အဲ့တော့ခုနပြောသလိုပေါ့နော်ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေအရပြောရမယ်ဆိုရင်တော့လုံးဝမသုံးသေးတဲ့သူတွေနဲ့ဆိုရင်လည်းအခက်အခဲတွေဖြစ်ပါတယ်။ဘာအခက်အခဲတွေလဲဆိုတော့ခုနလိုပေါ့သူတို့ကိုသုံးဖို့အတွက်ဒီအစင်းစင်းသုံးရတယ်ဆိုတဲ့ဟာဒီရေရှည်ကောင်းဖို့ဆိုတာလေးတွေကိုလည်းဖြောင်းပြပြီးတော့ကျွန်တော်ဆွေးနွေးပြရတာရှိပါတယ်။နောက်တစ်ခုကတော့ data ဆိုတာကြတော့ကျွန်တော်ခုနပြောသလိုပဲ ready ကျွန်တော်တို့ Excel လိုမျိုးတွေလည်းမဟုတ်တော့ဘာလို့ဆိုတော့စာရင်းစာရွက်တွေမျိုး data တွေရှိတယ်။အဲ့ဒါမျိုးကျွန်တော်က system တွေကို Excel လိုမျိုးပြင်ဆင်ပြီးတော့မှ data တွေအရင်ဆုံးစပြီးတော့ opening ထည့်ရတဲ့အပိုင်းရှိတတ်ပါတယ်။
အဲ့ဒါလေးတွေကိုလည်းကျွန်တော်တို့ဘက်ကနေပြီးတော့မှဝိုင်းဝန်းကူညီပြီးတော့လှုပ်ဆောင်ပေးတာလည်းရှိပါတယ်ခင်ဗျအဓိကတော့data ကိုတော့ကျွန်တော်တို့ကတာဝန်ယူရတာတော့မဟုတ်ဘူးပေါ့နော်ဘာလို့ data တော့လူချင်းမလို့လုပ်ငန်းမှာလှုပ်ဆောင်နေတဲ့လူတွေကတော့ပို့ပြီးအတိအကျဖြစ်တဲ့အတွက် data ကိုဘယ်လိုပြင်ဆင်ပြီးဘယ်လိုထည့်ရတယ်ဆိုတော့ကျွန်တော်တို့ဘက်ကကူညီပြီးတော့အကြံပေးတယ်ဝိုင်းဝန်းပြီးတော့ template လေးကိုပြင်ဆင်ပေးတယ်နောက်တစ်ခုကတော့ဒီ user တွေကျွမ်းကျင်အောင်ကျွန်တော်တို့က user training ဆိုတာကိုလည်းပေးပါတယ်ခင်ဗျပြီးရင်တော့ခုနပြောသလိုပဲဒါတွေမစခင်မှာကနေရလဲဘယ်အချက်တွေကတော့လူချင်းမလို့လုပ်ငန်းမှာဘယ်လိုပုံစံလေးတွေသုံးလို့ရတယ်ဆိုတော့လည်းကျွန်တော်တို့ကအရင်ဆုံးဆွေးနွေးပေးပါတယ်ဆွေးနွေးပြီးတော့မှဒါတွေဒီအချက်လေးတွေကိုသုံးမယ်ဆိုပြီးတော့မှကျွန်တော်တို့ကဒီလုပ်ငန်းကိုစတင်ဖို့အတွက်ဆက်လက်လုပ်တာဖြစ်ပါတယ်ခင်ဗျဘာလို့ဆိုဆက်လက်တန်းလုပ်လိုက်တယ်ဆိုရင်လူချင်းမလို့လုပ်ငန်းတွေနဲ့ကိုက်ညီမယ်မကိုက်ညီဘူးဆိုတာတစ်ခါလေးရှိရပါတယ်ကျွန်တော်ပြောသွားသလိုပေါ့သူတို့ဘယ် application ကိုသုံးသင့်တယ်ဆိုတာမျိုးပေါ့အဲ့ဒါလေးကိုကျွန်တော်တို့စက်တဲ့ကုမ္ပဏီကနေတိုင်ပင်ဆွေးနွေးပြီးတော့မှကိုက်ညီပြီးလှုပ်ဆောင်လုပ်မယ်ဆိုမှဒါနောက်အစဉ်စဉ်ကိုကျွန်တော်တို့ဆက်ပြီးတော့သွားပေးပါတယ်ခင်ဗျပြပါမယ်ခင်ဗျကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်လာကြတော့လူကြီးမင်းများနဲ့အတူကျမတို့ဗဒါတက်မြန်မာရဲ့တာဝန်ရှိပုဂ္ဂိုလ်များနဲ့အမှတ်တရတက်ပုံရိုက်ကူးပေးဖို့တိုင်ရခံပါတယ်ရှင်ကျန်နေရပြီနော်